live မလွှင့်လာကြပြီเนาะဒီကကွမ်တုံးလို့မေးချင်ရမေးအစီအစဉ်ဖြစ်ပါတယ်အဲ့တော့ထုံးစံအတိုင်းပေါ့နော်ဒီကွမ်တုံးလို့မေးချင်ရမေးအစီအစဉ်မစခင်မှာဒီနေ့တနေ့နေ့ဘာတွေနဲ့အချိန်ကုန်လဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြပါမယ်เนาะဒီကတော့ကိုဘရာကိုလည်းပြန်ပေးရမှန်ပြီးကောမှာတနေ့ဘလို့အချိန်ကုန်သွားလဲမသိဘူးပေါ့နော်အချိန်တွေကကုန်တာမြန်လိုက်တာမပြောနဲ့ဟုတ်ပြီအဲ့တော့ပထမဆုံးဒီကကြတော့ what are you doing every day ဒီနေ့သင်ခန်းစာဖြစ်ပါတယ်เนาะသင်ခန်းစာလေးရင်တင်လိုက်မယ်เนาะလူလေးစောင့်ရင်းနဲ့တခါလေးအဲ့တော့ what are you doing every day တနေ့ဘာတွေနဲ့အချိန်ကုန်နေကြတာလဲတနေ့ဘလို့အလုပ်တွေလုပ်ပြီးတော့အချိန်ကုန်နေရလဲဘလို့အချိန်ကုန်လို့ကုန်သွားမှမသိဘူးပေါ့နော်တခါလေးပိတ်ရက်ဆိုရင်လဲအိမ်မှာနေနေပဲဘလို့အချိန်ကုန်သွားမှမသိဘူးဘာတွေလုပ်နေကြရလဲအဲ့တော့တနေ့ဒီဟာဟိုတနေ့ကလည်းဟို flash ကလေးတင်ပေးထားရယ်နော်ဒီကအချိန်တိုင်းတနေ့မနက်အိပ်ရာထားတယ်ဆိုရင်ဘာတွေလုပ်လဲပထမဆုံး fan sing ဆိုတာကြာအိပ်ရာနိုးတယ်ဆိုတဲ့အဓိပ္ပာယ်နော် fan ကောက်ဆိုတာကြာတော့အိပ်ဆက်တယ် fan sing ဆိုတာကြာနိုးချတက်ကြွလာတယ်နိုးထလာတယ် fan sing ဒီကကြာတော့မျက်လုံးနှလုံးဖွင့်လိုက်တဲ့ပုံစံမျိုးအိပ်ရာနိုးတယ် fan sing တချို့ကြတော့အိယာနိုးရဲဆိုချက်ချင်းအိယာမထသေးဘူးเนาะအိယာထဲမှာလှည့်ပြီးဖုန်းသုံးတာတို့တခြားတချင်းနားထောင်တာတို့လုပ်လေးရှိရပါတော့ဒါပေမဲ့တချို့ကြတော့အိယာနိုးပြီးဆိုအိယာထားလိုက်တယ်ဆိုရင်တော့ hey san လို့သုံးတယ် hey san ဆိုတာကြာစမ်းထိုင်ရဲ့အတူကောက်ခေါ်တာပါစမ်းထိုင်ဆိုကိုခန္ဓာကြီးကိုအိယာကနေပြီးတော့ထားလိုက်တဲ့အခါကျရင်အဲ့တုံကြော်လို့ခေါ်တယ်ပေါ့နော်အဲ့ဒီအပြုတ်အမူကြတော့ hey san လို့ခေါ်တယ်ပေါ့နော်fan sing အိယာနိုးတယ်ဥမာမနက်9နိုင်မှာအိယာထားတယ်ဆိုရင်တော့ကျူးကြော်5點鐘 fan sing ကျူးကြော်5點鐘 fan sing မနက်9နိုင်မှာအိယာနိုးတယ်但係5點半先起身5點半ဆို9နိုင်ခွဲကြတော့မှ先起身အဲ့ဒီအချိန်ကြတော့မှအိယာထားလိုက်တယ်ပေါ့နော်9နိုင်မှာတော့အိယာနိုးတယ်9နိုင်ခွဲမှာအိယာထားတယ်နောက်တစ်ခါကျတော့အိယာနိုးပြီဆိုရင်သွားတိုက်မယ်သွားတိုက်တာကိုကြာချငါလို့ခေါ်ရပေါ့နော်ချဆိုတာတိုက်တီဆိုတဲ့အဓိပ္ပာယ်ငါဆိုတာကြာသွားကိုခေါ်တာငါချီဆိုတာသွားကိုခေါ်တာပေါ့နော်အဲ့တော့ချဆိုတာတိုက်တယ်ချငါသွားတိုက်တယ်ပေါ့နော်အိယာထားတော့သွားတိုက်တယ်ဒီငါချီဆိုတာကြာသွားကိုခေါ်တာသွားတိုက်စေးကိုကြာတော့ငါကိုလို့ခေါ်တယ်ပေါ့နော်သွားတိုက်စေကိုငါကိုလို့ခေါ်တယ်ပြီးရင်သွားတိုက်တပုတ်တန်ကိုကြာငါချလို့ခေါ်တယ်ဒီချငါရဲ့ဆန့်ကျင်ဘက်ပေါ့နော်ချငါဆိုတာသွားတိုက်တယ်ငါချဆိုတာကြာတော့သွားတိုက်တပုတ်တန်ကိုခေါ်တာအဲ့တော့ယုံငါချငါယုံငါချငါအဲ့တော့သွားတိုက်တပုတ်တန်ကိုအသုံးပြုပြီးတော့သွားတိုက်ပါတယ်လို့ပြောတာပါချငါသွားတိုက်တယ်သွားတိုက်ပြီးရင်ဘာလုပ်လဲမျက်နှာတင်မယ်ပေါ့နော်တချို့ကြလည်းမျက်နှာမတင်ဘဲနဲ့အစားရင်စားတယ်အဲ့တော့မျက်နှာတင်တာကိုကြာဆိုင်မင်လို့ခေါ်တယ်ဆိုင်ဆိုတာကြာစေးကြောဒီဆိုတဲ့အဓိပ္ပာယ်မင်ဆိုတာမျက်နှာကိုခေါ်တာပါဆိုင်မင်မျက်နှာတက်တယ်အဲ့တော့ဆိုင်ကနံပါတ်2အတန်ဖြစ်တဲ့အတွက်ကြောင့်အတန်နည်းနည်းလေးပုံမြင့်ပြောပြရမယ်နော်တချို့ကြဆိုင်ဆိုပြီးပြောဆိုင်ဆိုတဲ့အတန်မဟုတ်ဘူးနော်သူကဆိုင်မင်ဆိုတော့မျက်နှာတက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့လက်စေးတယ်ဆိုရင်လက်ကိုကြာဆောက်လို့ခေါ်တယ်အဲ့တော့ဆိုင်ဆောက်ဆိုရင်တော့လက်စေးတယ်ပေါ့နော်ခေါင်းလျှော်တယ်ဆိုရင်ခေါင်းဥကောင်ကြာထောင်လို့ခေါ်တယ်အဲ့တော့ခေါင်းလျှော်တယ်ဆိုရင်တော့ဆိုင်ထောင်လို့ခေါ်တယ်ပေါ့နော်ဆိုင်ထောင်ဆိုတာခေါင်းလျှော်တယ်ခြေထောက်စေးတယ်ဆိုရင်တော့ဆိုင်ကွက်ဆိုတာခြေထောက်ကိုခေါ်တာပါဆိုင်ကွက်ဆိုတော့ခြေထောက်စေးတယ်အဲ့တော့မျက်နှာတက်တယ်ဆိုတော့ဆိုင်မင်အဲ့တော့မျက်နှာတက်တဲ့အခါမှာဘာနဲ့မျက်နှာတက်လဲမျက်နှာတက်စေးနဲ့မျက်နှာတက်တယ်မျက်နှာတက်စေးကိုကြာဆိုင်မင်ကိုလို့ပြောလို့ရတယ်လို့ဆိုင်မင်ရိတ်လို့လည်းပြောတယ်ပေါ့နော်ဆိုင်မင်ရိတ်ဆိုတာမျက်နှာတက်စေးနည်းနည်းကျဲတဲ့ဂျယ်ပုံစံလိုမျိုးမျက်နှာတက်စေးကိုခေါ်တာဆိုင်မင်ဆိုတာမျက်နှာတက်တယ်ဆိုင်မင်ရိတ်ဆိုတော့မျက်နှာတက်စေးအဲ့တော့ယုံဆိုင်မင်ရိတ်မျက်နှာတက်စေးကိုအသုံးပြုပြီးတော့မျက်နှာတက်ပါတယ်မျက်နှာတက်စေးအပြင်ရေလည်းအသုံးရမယ်ပေါ့နော်ယုံ水ဆိုင်မင်တချို့ကြတာလည်းမျက်နှာတက်စေးမသုံးမယ်ယုံ水ရေနဲ့ပဲဆိုင်မင်မျက်နှာတက်ပါတယ်ယုံ水ဆိုင်မင်ရေနဲ့မျက်နှာတက်တယ်
မျက်နှာတစ်ပြီးပြီဆိုရင်နော်မနက်စာစားတော့မယ်မနက်စာစားတာကိုစိတ်ကြိုးချမ်းကြိုးချမ်းသူလည်းနံပါတ်2အတန်ဖြစ်တဲ့အတွက်ကြောင့်မလို့အတန်ကိုပုံမြင့်ပြောရတယ်နော်ကြိုးဆိုတာမနက်ပိုင်းအချိန်ကိုခေါ်တာကြိုးချမ်းဆိုတာကြတော့မနက်စာစိတ်ကြိုးချမ်းဆိုရင်မနက်စာစားတယ်စိတ်ဆိုတာစားတယ်ကြိုးချမ်းဆိုတာမနက်စာပေါ့နော်စိတ်ကြိုးချမ်းဆိုရင်နော်မနက်စာစားတယ်နေ့လယ်စာစားတယ်ဆိုရင်နေ့လယ်ကိုကြတော့中午လို့ခေါ်တယ်အဲ့တော့စိတ်中午餐ဆိုရင်နော်နေ့လယ်စာစားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တချို့ကြရလဲလွယ်ကူနဲ့စိတ်ချမ်းဆိုရင်နော်နေ့လယ်စာစားတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာပါဒါမှမဟုတ်တချို့ကစိတ်中午လို့လည်းပြောကြရပေါ့နော်စိတ်中午အဲ့ဒါဆိုရင်နော်နေ့လယ်စာသွားစားတယ်နေ့လယ်စာစားတယ်ဆိုတဲ့အဓိပ္ပာယ်ညဘက်ဆိုရင်နော်မန်ရှန်လို့ခေါ်တယ်ညဘက်အချိန်ခါကိုမန်ရှန်ဒါမှမဟုတ်ရေမန်လို့ခေါ်တယ်အဲ့တော့ကြောင့်မလို့ညစာစားတာဆိုရင်နော်စိတ်မန်ချမ်းဆိုရင်ညစာကိုခေါ်တာစိတ်မန်ချမ်းဆိုရင်ညစာစားသည်ဆိုတဲ့အဓိပ္ပာယ်ပါအဆင်ပြေမယ်နော်စာအုပ်နဲ့ပေါ်မှရှင်တခါလေးလိုက်ရေးပြီးတော့မှတ်ထားပြီနော်ဟုတ်ရင်မမှတ်မိပဲဖြစ်မှာစိတ်ကြိုးချမ်းဆိုရင်မနက်စာစားတယ်စိတ်中午နေ့လယ်စာစားတယ်စိတ်မန်ချမ်းညစာစားတယ်အဲ့တော့မနက်စာကိုများတော့အဖြစ်9နာရီ10နာရီလောက်မှစားတယ်ပေါ့နော်အဲ့တော့9နာရီအချိန်လောက်မှမနက်စာစားတယ်7點鐘左右食早餐7點鐘မနက်9နာရီပေါ့နော်7點鐘左右ဆိုတာအဲ့ဒီအချိန်လောက်မှာ食早餐ဆိုတော့မနက်စာစားပါတယ်7點鐘左右食早餐7點鐘9နာရီကျော်ဆိုတာတလုံးနဲ့ဆိုရင်တော့ဘယ်ဘက်ရောက်ဆိုတာညာဘက်ပေါ့နော်ဘယ်နဲ့ညာဒီနိုင်လက်တန်ဘယ်ညာ9နာရီနီးပါးလောက်မှာစိတ်ကြိုးချမ်းမနက်စာစားတယ်နေ့လယ်စာဆိုရင်တော့နေ့လယ်12နာရီနေ့လယ်စာစားတယ်အဲ့ဒါဆိုရင်တော့中午12點食中午ဆိုတာနေ့လယ်စာကိုတော့食喺中午12點လို့လည်းပြောလို့ရတယ်ဒါမှမဟုတ်ရင်中午12點နေ့လယ်12နာရီမှာ食飯ဆိုတော့ထမင်းစားတယ်လို့ပြောတာပါနော်နေ့လယ်12နာရီမှာထမင်းစားတယ်အဲ့ဟာတော့食中午လို့လည်းပြောလို့ရတယ်အတူကနေ့လယ်စာစားတယ်ညစာကိုတော့များတော့အဖြစ်ည9နာရီခွဲ10နာရီလောက်မှာစားတယ်ပေါ့နော်အဲ့တော့夜晚7點半到8點鐘食晚餐夜晚ညဘက်7點半9နာရီခွဲကနေပြီးတော့တိုးဆိုတာအဲ့ဒီအချိန်ထိ8點鐘ဆိုတော့10နာရီထိည9နာရီခွဲကနေပြီးတော့10နာရီထိ食晚餐ညစာစားပါတယ်ဒါမှမဟုတ်အဲ့တော့မနက်စာစားတယ်နေ့လယ်စာစားတယ်ညစာစားတယ်အချိန်နဲ့တွဲပြောမယ်တချို့ကလည်းအချိန်ကိုအရှေ့ဆုံးမှာထားပြောတယ်တချို့ကလည်းအချိန်ကိုနောက်ဆုံးမှာထားပြောတယ်ပေါ့နော်ဥပမာဆိုရင်မနက်စာစားတယ်ကျူးကြို7點鐘食早餐လို့ပြောလို့ရတယ်လို့夜晚食夜晚嘅時間係夜晚7點半ညစာကိုတော့ည9နာရီခွဲမှာစားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီအချိန်ကိုအရှေ့ဆုံးမှာထားလို့ရတယ်နောက်ဆုံးမှာထားလို့ရတယ်ပြီးရင်တော့ဘတ်စကားစီးမယ်ပေါ့နော်အလုပ်သွားတတ်တော့မယ်ဘတ်စကားစီးတာကတာပါစီဆိုတာစီးဒီဆိုတဲ့အဓိပ္ပာယ်ပါစီဆိုတာဘတ်စကားကိုခေါ်တာပေါ့နော်အင်္ဂလိပ်လို bus ကိုပဲသူကတရုတ်လိုဘာသာပြန်ပြီးတော့ပြောတဲ့ပုံစံမျိုးပါတာပါစီဘတ်စကားစီးတယ်အဲ့တော့ဘတ်စကားစီးပြီးပါလို့တာလဲဘတ်စကားစီးပြီးတော့အလုပ်တက်မယ်ကြောင်းသွားမယ်အလုပ်တက်တာဆိုရင်တော့fan ကုန်းလို့ခေါ်တယ်ပေါ့နော် fan ဆိုတာကြတော့ပြန်သွားတယ်ပြန်လာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုး fan ကုန်းဆိုတာကုန်းကြော့ရဲ့အတူကားကိုယူထားတာပါကုန်းကြော့ရဲ့ကုန်းကြော့ဆိုတာအလုပ်ကိုင်ကိုခေါ်တာ fan ကုန်းဆိုတော့အလုပ်တက်တယ်တာပါစီ fan ကုန်းဘတ်စကားစီးပြီးတော့အလုပ်တက်တယ်တော့ဘတ်စကားစီးတာမဟုတ်ဘူးတက်စီးမယ်တက်စီကိုကြတော့တိတ်စီလို့ခေါ်တယ်ပေါ့နော်တူပဲတက်စီကိုပဲသူကတရုတ်လိုဘာသာပြန်ပြီးတော့ဓာတ်ရိုက်ပြောလိုက်တဲ့ပုံစံမျိုးပါ
搭的士搭的士的士司ပြီးတော့ဘယ်သွားမလဲဆိုတော့ကျောင်းသွားမယ်翻學翻學學ဆိုတာ就係電ယူ啲ဆိုတဲ့အဓိပ္ပာယ်翻學ဆိုတော့ကျောင်းသွားတယ်搭的士翻學搭的士翻學的士司ပြီးတော့ကျောင်းသွားတယ်ပြီးတော့အလုပ်တက်မယ်အလုပ်တက်ပြီးအိမ်ပြန်လာမယ်အိမ်ပြန်လာတော့ကြတော့翻屋企翻屋企翻屋企လို့ခေါ်တယ်တူတူပဲเนาะ K ကနံပါတ်2အတန်ဖြစ်တဲ့အတွက်ကြောင့်မလို့အတန်အောင်နည်းနည်းမြင်ပြောပြရမယ်翻ဆိုတာပြန်လာတယ်屋企屋企屋企ဆိုတာအိမ်ပြန်လာတယ်翻屋企翻屋企အိမ်ပြန်တယ်အဲ့တော့နေမနေ့ညအိမ်ပြန်လာအဲ့ဒါဆိုရင်琴晚你有冇翻屋企？琴晚ဆိုတာမနေ့ညကိုအချိန်ကိုခေါ်တာမနေ့ညတော့ကနေက有冇有ဆိုတာရှိတယ်冇ဆိုတာမရှိဘူး翻屋企翻屋企翻屋企ဆိုတာအိမ်ပြန်ပြီဆိုတဲ့အဓိပ္ပာယ်琴晚你有冇翻屋企？琴晚你有冇翻屋企？မနေ့ညတော့နေအိမ်ပြန်啦琴晚我冇翻屋企冇翻屋企冇翻屋企ဆိုတော့အိမ်မပြန်ဘူးလို့ပြောတာပေါ့နော်冇翻屋企အိမ်ပြန်တယ်ဆိုရင်နော်琴晚我有翻屋企有翻屋企有ဆိုတာရှိတယ်ဒါပေမဲ့ဒီမှာကျတော့အိမ်ပြန်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာ有翻屋企မနေ့ညအိမ်ပြန်ပါတယ်琴晚我有翻屋企မနေ့ညအိမ်ပြန်တယ်ပေါ့နော်ပြီးရင်တော့နောက်တစ်မျိုးရေချိုးတယ်အိမ်ပြန်ရောက်တော့ရေချိုးမယ်ရေချိုးတာက冲涼လို့ခေါ်တယ်冲ဆိုတာကရေလောင်းချတယ်ဆိုတဲ့အဓိပ္ပာယ်冲涼နှလုံးပေါင်းတော့ရေချိုးတယ်冲涼翻到屋企會冲涼翻到屋企အိမ်ပြန်ရောက်တော့ဆိုတာကြတော့ရောက်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်翻到屋企အိမ်ကိုပြန်ရောက်တော့會သွားပြီးတော့冲涼ရေချိုးပါတယ်翻到屋企會冲涼翻到屋企會冲涼အိမ်ပြန်ရောက်တော့ရေသွားချိုးတယ်有冇洗頭有冇洗頭ခေါင်းကိုလျှော်ရဲ့လားအဲ့ဒါဆိုရင်တော့有洗頭ဆိုရင်တော့ခေါင်းလျှော်တယ်冇洗頭ဆိုရင်တော့ခေါင်းမလျှော်ဘူးလို့ပြောတာပေါ့နော်會冲涼冇洗頭ရေတော့သွားချိုးတယ်ခေါင်းမလျှော်မိဘူးခေါင်းမလျှော်လိုက်ဘူးလို့ပြောတာပြီးရင်တော့ရေမိုးချိုးပြီးပြီဆိုရင်တော့ဖုန်းကစားတော့မယ်ပေါ့နော်ဒါမှမဟုတ်ညစာစားမယ်စိတ်မှန်ချမ်းညစာစားပြီးဖုန်းကလည်းကစားခြင်းတွေဖုန်းကလည်းစော့ခြင်းဖုန်းပုတ်မယ်ပေါ့玩手機玩ဆိုတာကစားတယ်ဆိုတဲ့အဓိပ္ပာယ်ဒီရောက်တဲ့ရမရှိဘဲနဲ့ဒီဖုန်းကိုဟိုပုတ်ဒီပုတ်နဲ့အဲ့အမျိုးဆိုရင်玩ဆိုတဲ့စလုံးနဲ့သုံးလို့ရတယ်玩ဆိုတာကစားတယ်手機ဆိုတာလက်ကင်ဖုန်းကိုခေါ်တာပါဆိုတာလက်မှာကင်ထားတဲ့ကေဆိုတာဆက်ပေါ့နော်လက်မှာကင်ထားတဲ့ဆက်手機ဆိုလက်ကင်ဖုန်းကိုခေါ်တာအဲ့တော့အိမ်မှာတတ်ထားတဲ့အတိတကျထားတဲ့ဖုန်းမျိုးကိုじゃတင်ဝါလို့ခေါ်တယ်ပေါ့နော်တင်ဝါအဲ့တော့တင်ဝါဆိုတာကြတော့အိမ်မှာတတ်ထားတဲ့ဖုန်းမျိုးကိုခေါ်တာလက်ကင်ဖုန်းကိုじゃ手機လက်ကင်ဖုန်းလို့ခေါ်တယ်ပေါ့နော်ဒါမဲ့တော်တော်များများကြတော့ဒီအိမ်သုံးဖုန်းနဲ့လက်ကင်ဖုန်းနဲ့ခွဲပြီးတော့မပြောတော့ဘလို့ဖုန်းမျိုးဖြစ်တင်ဝါလို့ခေါ်လို့ရပါတယ်အဲ့တော့1တင်ဝါလို့လည်းပြောလို့ရတယ်ပေါ့နော်ဒါမဲ့တော်တော်များများအတိအကျပြောခြင်းလဲဆိုရင်တော့1手機ဖုန်းပုတ်တယ်ပေါ့နော်လက်ကင်ဖုန်း手機လို့ခေါ်ပါတယ်機ဆိုတာကြတော့ဘာဆက်ကိုမဆို機ဆိုတဲ့စလုံးနဲ့သုံးလို့ရတယ်ပေါ့နော်ဥပမာဆိုရင်အဝိရှော်ဆက်ဆိုရင်ဆိုင်ကြီး機ဆိုင်ဆိုတာဆေးကြော်တယ်ကြီးဆိုတာအင်ကြီးပေါ့နော်ဆိုင်ကြီးဆိုတော့အဝိရှော်တဲ့機ဆက်ဆိုင်ကြီး機ဆိုတော့အဝိရှော်ဆက်ကိုခေါ်တာပေါ့ဆိုင်ကြီးဒါမှမဟုတ်အဝိရှော်ဆက်ပကံဆေးတဲ့ဆက်ဆိုရင်တော့ဆိုင်ဝန်ဆိုတာပကံလုံးတွေခေါ်တာပေါ့နော်ဆိုင်ဝန်ဆိုတော့ပကံဆေးတယ်ဆိုင်ဝန်ဆိုရင်တော့ပကံဆေးတဲ့ဆက်ကိုခေါ်တာ水機ဆိုတာရေကိုခေါ်တာ水機ဆိုတော့ရေထုတ်ပြီးတဲ့ဆက်ရေတန့်ပူတွေပါတင်ထားတဲ့ဆက်မျိုးကိုခေါ်တာပေါ့နော်水機
水機ဆိုတာရေတန်းဆက်ကိုခေါ်တာပါရမယ်နော်အဲ့တော့ဘာဆက်ကိုမဆိုကေးဆိုတဲ့စလုံးနဲ့သုံးလို့ရတယ်ပြီးရင်တော့ဖုန်းပုတ်ပြီးရင်တော့တချို့ကလည်းဖုန်းပုတ်ရင်လည်းအိပ်ပျော်သွားတာရှိရပါတော့အိပ်ဆက်တာကိုကြတော့ fan cow လို့ခေါ်ပါတယ် fan cow ဆိုတော့အိပ်ဆက်တယ်အဲ့တော့ဘယ်နှစ်နာရီလောက်မှအိပ်လဲဆိုတော့များတော့အဖြစ်ည7:12လောက်မှအိပ်တယ်ပေါ့နော်10ရက်တည်းကြောရောက် fan cow ဒါမှမဟုတ်12點鐘 fan cow ည12နာရီမှအိပ်ဆက်တယ်လို့ပြောတာပါ fan cow ရမယ်နော် fan cow ဆိုတာအိပ်ဆက်တယ်ဆိုတဲ့အဓိပ္ပာယ် fan ကြွကြောဆိုတာအိပ်ပျော်သွားတယ်ကိုကအိပ်ဖို့ရည်ရွယ်ချက်မရှိဘူးဒါပေမဲ့အရန်အိပ်ချင်လို့မျက်လုံးကဖွင့်လို့မရဘဲနဲ့အိပ်ပျော်သွားတာကို fan ကြွကြောလို့ခေါ်ရပါတော့တကယ်လို့တချို့ကြတော့ညဘက်ကြတော့ည1 နာရီ 2 နာရီလောက်ထိအိပ်မပျော်တဲ့ယောဂရှိရပါတော့ insomnia အိပ်မပျော်တဲ့ယောဂရှိရအိပ်မပျော်ဘူးဆိုရင်တော့ fan ကြွလို့ပြောတယ် fan ကြွအဲ့တော့ငါမနေ့ညအိပ်လို့မပျော်ဘူးငေါခမန် fan ကြွငေါခမန် fan ကြွငါမနေ့ညတော့အိပ်မပျော်ဘူးလို့ပြောတဲ့ပုံစံစင်မြင်မယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီစာမျက်နှာလေးကိုတစ်ခေါက်ပြန်ဖတ်ကြည့်ပါမယ်ပထမဆုံး fan အဲ့ရနိုးတယ်ချငါတွားတိုက်တယ်ဆိုင်မင်မျက်နှာတစ်တယ်စိတ်ကြိုးချမ်းမနှက်စာစားတယ်အတူတူလိုက်ဖတ်ကြည့်နော်အတန်ထွက်ပြီးတော့ဖတ်ကြည့်ပါအဲ့တော့မှကိုယ့်အတန်ကိုကြားပြီးတော့အတန်ထွက်မှန်ဆိုတာသိမှာနောက်ထပ်၅လုံးမြောက်တာပါစီဘတ်စကားစီတယ်ဖန်ကုန်းအလုပ်တတ်တယ်ဖန်โอเคအိမ်ပြန်တယ်冲凉ရေချိုးတယ်玩手機ဖုန်းပုတ်တယ် fan cow အိပ်ဆက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါရှင်းမြင်မယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီတနေ့တာနေ့တတူကလုပ်တဲ့အကြောင်းအရာတွေကိုဝါကြထဲမှာထည့်ပြီးတော့အကြမ်းမြင့်သုံးကြည့်ကြမယ်ပထမဆုံး早晨習慣မနက်ခင်းအလေးအကျင့်早晨ဆိုတာတော်တော်များများပြောကြတယ်ပေါ့နော်မနက်ပိုင်းအချိန်မှာတရားရောက်ကိုတွေ့ရဆိုရင်早晨မင်္ဂလာပါလို့နှုတ်ဆက်တာပေါ့နော်သူရဲ့အဓိပ္ပာယ်အမှန်ကတော့မနက်ခင်းဆိုတဲ့အဓိပ္ပာယ်ပါ早晨မနက်စော習慣ဆိုတာအလေးအကျင့်ကိုလှုပ်လေးလှုပ်ထားရှိတဲ့အကြောင်းအရာတွေ早晨習慣မနက်ခင်းအလေးအကျင့်ဒါမှမဟုတ်早上လို့လည်းပြောလို့ရတယ်早上ဆိုတာလည်းမနက်ခင်းကိုခေါ်တာပေါ့နော်早上習慣လို့လည်းပြောလို့ရတယ်ပထမဆုံးအိယာနိုးတဲ့အခါမှာပထမဆုံးဘာလုပ်ကြတယ်လဲ起身第一件事做乜起身第一件事做乜အိယာနိုးတဲ့အခါပထမဆုံးဘာလုပ်ကြတယ်လဲ起身ဆိုတာခုနပြောလို့ပဲပေါ့နော်အိယာနိုးပြီးတော့အိယာဂတင်မောကနေပြီးတော့ထားလိုက်တယ်ဂတင်မောကထားလိုက်ပြီဆိုရင်第一件事第一ဆိုတာပထမဦးဆုံး件ဆိုတာကြအကြောင်းအရာ一件事件ဆိုတာကြတော့ဒီအကြောင်းအရာရဲ့အရေးအတွက်ပြစလုံးပေါ့နော်သူကအကြောင်းအရာဆိုရင်လေအကြောင်းအရာတစ်ခုပထမဆုံးလုပ်တဲ့အကြောင်းအရာတစ်ခုကကြိုမတ်ဘာလုပ်တာလဲဆိုပြီးမေးတာ起身第一件事做乜起身第一件事做乜အဲ့ရနိုးတဲ့အခါမှာပထမဆုံးဘာလုပ်ပါတယ်လဲအဲ့တော့ပထမဆုံးဘာလုပ်လဲဆိုတော့ရေတောက်မယ်သွားတိုက်မယ်ပေါ့နော်ရေတောက်တာကရမ်းဆိုတာတောက်တီဆိုတဲ့အဓိပ္ပာယ်ဘာတောက်ရမ်းဆိုတဲ့စလုံးနဲ့သုံးလို့ရပါတယ်ရေတောက်တယ်ဆိုရင်ရမ်းအေးတောက်တယ်ဆိုရင်တော့ရမ်းဟေ水အေးထဲမှာကိုကခွဲပြီးတော့ပြောမယ်ကိုကာကိုလာတောက်တယ်ဆိုရင်တော့ရမ်း可樂 Sprite တောက်တယ်ဆိုရင်တော့ရမ်း雪碧အဲ့လိုမျိုးကိုတောက်တဲ့အရာကိုထည့်ပြောလို့ရတယ်ပေါ့နော်တချို့ကြလည်းမနက်ဘက်ဆိုရင် coffee တောက်တယ်ရမ်း咖啡 coffee တောက်တယ်ထုံချငါဆိုတာကြတော့တိုက်တယ်ချငါဆိုတော့သွားတိုက်တယ်ရမ်း水ထုံချငါရေတောက်ပြီးတော့သွားတိုက်တယ်ရမ်း水ဆိုတာရေတောက်တယ်ထုံချငါဆိုတော့သွားတိုက်တယ်ရမ်း水ထုံချငါရေတောက်ပြီးသွားတိုက်တယ်အဲ့တော့起身第一件事做乜
အိယာနိုးတဲ့အခါပထမဆုံးဘာလုပ်လဲရမ်ဆွေထုံချတ်ငါရေတောက်ပြီးတော့သွားတိုက်ပါတယ်ပြီးရင်တော့ဂျိုးချန်ထုံရွှန်စိတ်မဲ့ဂျိုးချန်ထုံရွှန်စိတ်မဲ့မနက်စာဘာစားလေးရှိပါတလဲဂျိုးချန်ဆိုတာじゃမနက်စာကိုခေါ်တာပါနော်မနက်ပိုင်းမှာစားတဲ့အစားအစာထုံရွှန်ဆိုတာများတော့အားဖြင့်ကိုလုံးလေးလှုပ်ထားရှိတဲ့အကြောင်းအရာတစ်ခုခုပြောချင်တယ်ဆိုရင်ထုံရွှန်နဲ့တုံးတယ်များတော့အားဖြင့်စိတ်ဆိုတာじゃစားတယ်စိတ်မဲ့ဘာစားတလဲဂျိုးချန်ထုံရွှန်စိတ်မဲ့ဂျိုးချန်ထုံရွှန်စိတ်မဲ့မနက်စာဘာစားလေးရှိပါတလဲအဲ့တော့များတော့ဖြစ်တော့ပေါင်မုံတို့ခောက်ဆွဲတို့စံပြုတ်တို့အဲ့အမျိုးစားရတယ်ပေါ့နော်တောဆိုဆိုတာများတော့အဖြစ်တောဆိုတာတလုံးနဲ့ဆိုရင်များပြားတော့ဆိုတဲ့အဓိပ္ပာယ်ဆိုဆိုတာကြတော့အရေးအတွက်အားဖြင့်တောဆိုများတော့အဖြစ်စိတ်ဆိုတာစားတယ်မင်ပေါဆိုတာပေါင်မုံကိုခေါ်တာပါမင်တလုံးနဲ့ဆိုရင်တော့ခောက်ဆွဲကိုခေါ်တာမင်ပေါနှလုံးသွဲတော့ပေါင်မုံမင်ပေါဂျုံနဲ့လှုပ်ထားတဲ့ပေါင်မုံပေါ့နော်တောဆိုစိတ်မင်ပေါများတော့အဖြစ်ပေါင်မုံစားတယ်ဝါကျဲဆိုတာတို့မဟုတ်ဒါမှမဟုတ်ရင်တော့ကျုပ်ဆိုတာဆံပြုတ်ကိုခေါ်တာပါစိတ်ကျုပ်ဆိုရင်ဆံပြုတ်တောက်တယ်ဗမာပြည်မှာဆိုရင်တော့ဆံပြုတ်ဆိုရင်တောက်တယ်လို့ခေါ်တယ်ဒီတရုတ်ပြည်မှာကျတော့သူကဆံပြုတ်ထဲမှာထမင်းစီအဖက်ကလေးတွေပါတယ်အတွက်ကြောင့်မလို့သူကစားတယ်ဆိုတဲ့စလုံးနဲ့သုံးတယ်စိတ်ကျုပ်လို့သုံးတယ်ပေါ့နော်多数食麵包或者粥多數食麵包或者粥များတော့အဖြစ်ပေါင်မုံတို့မဟုတ်ဆံပြုတ်စားပါတယ်လို့ပြောတာပါဒါမှမဟုတ်ရင်多數食麵包或者食粥လို့လည်းပြောလို့ရတယ်ပေါ့နော်ပေါင်မုံစားတယ်ဒါမှမဟုတ်ရင်တော့ဆံပြုတ်တောက်တယ်ဆံပြုတ်စားတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာ早餐通常食咩မနက်စာဘာစားလေးရှိပါတလဲ多數食麵包或者粥များတော့အဖြစ်ပေါင်မုံတို့မဟုတ်ဆံပြုတ်ပါစင်ပြီလားမသိဟုတ်ပြီအဲ့ဒါဆိုရင်ပထမဆုံးဒီမနက်ခင်းအလေးချင်းပေါ့နော်ဒီစာမျက်နှာလေးကိုတစ်ခေါက်ပြန်ပြီးတော့ပြောကြည့်ပါမယ်အတူတူလိုက်ကြည့်ကြည့်နော်အတူတူလိုက်ပြောကြည့်ပါ早餐習慣sorry 早餐習慣早餐習慣မနက်ခင်းအလေးချင်း起身第一件事做乜起身第一件事做乜မနက်အိယာနိုးတဲ့အခါမှာပထမဆုံးဘာလုပ်ပါသလဲ飲水同刷牙飲水同刷牙ရေတောက်ပြီးတော့သွားတိုက်တယ်နောက်တစ်ခါကျတော့早餐通常食咩早餐通常食咩မနက်စာဘာစားလေးရှိပါသလဲ多數食麵包或者粥多數食麵包或者粥များတော့အဖြစ်ပေါင်မုံတို့မဟုတ်ဆံပြုတ်ပါဒါမယ်နော်အဲ့ဒါဆိုရင်နောက်တစ်ခါကျနေ့လည်ခင်းချိန်ရောက်သွားပြီ中午做乜中午做乜နေ့လည်ချိန်မှာဘာတွေလုပ်ကြတယ်လဲနေ့လည်ဆိုများတော့အဖြစ်7ခွဲလောက်ကနေပြီး2နိုင်ခွဲလောက်ထိကိုနေ့လည်ချိန်လို့ခေါ်တာပေါ့နော်中午နေ့လည်ခင်းချိန်မှာတော့做乜ဘာလုပ်ကြပါတယ်လဲဒီကနေရကိုခေါင်းပေါ်တက်ရောက်နေတဲ့အချိန်မျိုးပေါ့နော်နေနေနဲ့စောင်းတော့တဲ့အချိန်2နိုင်ခွဲနောက်ပိုင်းဆိုရင်တော့ဟာလို့ခေါ်ပါတယ်နော်ဟာဆိုတာကြတော့နေ့လည်ခင်းအချိန်ပဲဒါပေမဲ့သူကနေနေနဲ့စောင်းတော့တဲ့အချိန်မျိုးကိုခေါ်တာအဲ့တော့နေ့လည်ခင်းမှာဆိုရင်ဘာလုပ်လဲဆိုထမင်းစားမယ်ပေါ့နော်ချမ်းစိတ်မတ်ချမ်းနေ့လည်စာကတော့စိတ်မတ်ဘာစားလဲဆိုပြီးမေးတာချမ်းစိတ်မတ်နေ့လည်စာဘာစားပါတလဲအဲ့တော့နေ့လည်ခင်းဆိုရင်တော့ကုမ္ပဏီမှာဖြစ်ဖြစ်ဒါမှမဟုတ်ကျောင်းမှာဖြစ်ဖြစ်အဲ့ဒါဆိုရင်တော့အချိန်သိမ့်မရဘူးပေါ့နော်အချိန်သိမ့်မရအောင်ဆို fast food စားတယ်ဒီကကျတော့ McDonald တို့ဘာလို့အဲ့လိုမျိုးအစင်းနဲ့လောက်ထားတဲ့အစားအစာတွေစားတာ fai chan လို့ခေါ်ပါတယ် fai chan ဆိုတာကြတော့မြန်ဆန်တော့ဆိုတဲ့အဓိပ္ပာယ်မြန်ဆန်ရတဲ့ chan အစားအစာ fai chan fast food 或者ဒါမှမဟုတ်ဘူးဆိုရင်တော့自己帶飯ကိုဗလာကိုအိမ်ကယူလာတယ်自己မိမိကိုယ်တိုင်帶
တိုင်ဆိုတာယူဆောင်လာတယ် fan ဆိုတာထမင်းကိုပါအောင်အိမ်ကထမင်းယူလာတယ်ပေါ့နော်ฝ่ายฉันว่าเจ๊จีเกตายแฟนฝ่ายฉันว่าเจ๊จีเกตายแฟน fast food တော့မဟုတ်အိမ်ကယူလာပါတယ်ဆိုပြီးပြောတာစင်မြင်မယ်နော်အဲ့တော့နေ့လယ်စာဘာစားတယ်လဲချမ်းစိတ်မတ်နေ့လယ်စာဘာစားပါတယ်လဲအဲ့တော့တော်တော်များများစားတာတော့ฝ่ายฉันว่าเจ๊จีเกตายแฟน fast food တော့မဟုတ်အိမ်ကနေပြီးတော့ကိုပါအောင်ထမင်းယူလာပါတယ်ပြင်တော့နောက်တစ်မျိုးอ่ะ中意喺邊度做嘢中意喺邊度做嘢ဘယ်မှာအလုပ်လုပ်ရတာကိုကြိုက်ပါတယ်လေ中意ဆိုတာနှစ်သက်သည်ဆိုတဲ့အဓိပ္ပာယ်喺邊度喺邊度ဘယ်နေရာမှာ做嘢做ဆိုတာကြအလုပ်လုပ်တယ်做嘢ဆိုတာအလုပ်လုပ်တယ်ပေါ့နော်中意喺邊度做嘢ဘယ်မှာအလုပ်လုပ်ရတာကိုကြိုက်ပါတယ်လေတချို့ကြတော့လေကုမ္ပဏီမှာသွားပြီးတော့အလုပ်လုပ်ရတာကြိုက်တယ်ကုမ္ပဏီကိုじゃ公司လို့ခေါ်တယ်ပေါ့နော်海公司ဆိုရင်เนาะကုမ္ပဏီမှာတချို့ကြတာလည်းအိမ်မှာအလုပ်လုပ်ရတာကိုကြိုက်တယ်ပေါ့နော်အိမ်ကိုじゃ okay လို့ခေါ်တယ် okay အိမ်မှာလုပ်ရတာကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့虚浮ဆိုတာတက်တောင့်တက်တာရှိရဲဆိုတဲ့အဓိပ္ပာယ်ရန်ကိုပဲ relax ဖြစ်တယ်အိမ်မှာအလုပ်လုပ်ရတော့ကိုကုမ္ပဏီကလိုမျိုးဝတ်စုံတွေပါတယ်ဝတ်စရာမလိုအိမ်မှာကိုပြောင် make up မလိမ့်လည်းမလိမ့်ပြီးတော့ဝတ်စုံတွေပါတယ်အိမ်နေဝတ်စုံနဲ့လည်းအလုပ်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့တက်တောင့်တက်တာရှိရဲဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာ虚浮တက်တောင့်တက်တာရှိလို့ဆိုပြီးပြောတာပေါ့နော် okay အိမ်မှာလုပ်ရတာကြိုက်တယ်虚浮တက်တောင့်တက်တာရှိလို့ပါတချို့ကြလည်းအိမ်မှာလုပ်ရတာမကြိုက်ဘူးပေါ့နော်တချို့ကအိမ်မှာလုပ်ရင်နှေးတယ်ဆိုပြီးပြောတယ်အဲ့တော့海公司ကုမ္ပဏီမှာလုပ်ရတာကြိုက်တယ်做嘢快啲做嘢ဆိုအလုပ်လုပ်တာ快啲ဆိုတော့ပို့ပြီးတော့မြန်ဆန်တယ်ပေါ့နော်ကိုဘေးကလူတွေလည်းအလုပ်လုပ်တဲတန်အလုပ်လုပ်နေတော့ကိုကလည်းမြန်အလုပ်ဖြစ်တယ်ပေါ့做嘢快啲အလုပ်လုပ်တာပို့ပြီးတော့မြန်ဆန်လို့ပါတချို့ကြတော့လည်းကုမ္ပဏီမှာလည်းမကြိုက်ဘူးအိမ်မှာလည်းမကြိုက်ဘူးအပြင်မှာလုပ်ရတာကြိုက်တယ်中意喺出邊做嘢出邊ဆိုတာအပြင်ဘက်မှာ做嘢ဆိုအလုပ်လုပ်တာပေါ့နော်အပြင်ဘက်မှာရှောက်သွားပြီးအလုပ်လုပ်ရတာကိုကြိုက်တယ်中意喺出邊做嘢အပြင်ဘက်မှာသွားပြီးတော့အလုပ်လုပ်ရတာကိုကြိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့時間過得快啲時間ဆိုတာအချိန်ကတော့過得ဖြတ်တန်းသွားတာ快啲မြန်ဆန်တယ်အချိန်ကုန်တာမြန်ပါတယ်時間過得快啲အချိန်ကုန်မြန်လို့ပါရမယ်နော်ဒီကမျိုးစုံဖြေလို့ရပါတယ်中意喺出邊做嘢時間過得快啲အပြင်မှာလောက်ရတာကိုကြိုက်တယ်အချိန်ကုန်တာမြန်လို့ပါဆိုပြီးပြောတာစင်မြင်မယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဒီ3မျက်နှာလေးကိုတစ်ခေါက်ပြန်ဖတ်ကြည့်ပါမယ်中午做乜နေ့လယ်မှာဘာလုပ်ကြတယ်လဲ午餐食乜နေ့လယ်စာဘာစားပါတယ်လဲ快餐或者自己帶飯快餐或者自己帶飯နေ့လယ်ဒီကကြတော့နေ့လယ်ပိုင်းမှာတော့ fast food တို့မဟုတ်အိမ်ကနေပြီးတော့ကိုပရာကိုထမင်းယူလာတယ်ဆိုပြီးပြောတာနောက်ထပ်မိကုန်းတစ်ခု中意喺邊度做嘢中意喺邊度做嘢ဘယ်မှာအလုပ်လုပ်ရတာကိုကြိုက်ပါတယ်လဲ屋企舒服啲屋企舒服啲အိမ်မှာလုပ်ရတာကြိုက်တယ်တက်တောင့်တက်တာရှိလို့ပါရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်တော့နောက်ဆုံး slide နောက်ဆုံး3မျက်နှာလေးကိုပြောလိုက်ပါမယ်เนาะဒီကပြင်တော့မေးချင်မေးအစီအစဉ်ရှိမယ်เนาะအဲ့တော့ကိုမှမေးခွန်းလေးရှိရဆိုရင်အခုမေးခွန်းရေးပြီးတော့ခြံထားခဲ့လို့ရပါတယ်တော့ကြဒီသင်ခန်းစာပြီးသွားရင်ပြန်ဖြေပေးထားမယ်เนาะအဲ့တော့ညပိုင်းချိန်ညဘက်အလေးအကျင့်ရေမန်習慣ရေမန်ဆိုတာညဘက်အချိန်မှာတော့習慣ဆိုတာကိုလှုပ်လေးလှုပ်ထားရှိတဲ့အကြောင်းအရာအလေးအထားကိုခေါ်တာညဘက်လှုပ်လေးရှိတဲ့အလေးအကျင့်အလေးအထားရေမန်習慣ရေမန်習慣ညဘက်လုံးလေးရှိတဲ့အလေးအကျင့်အဲ့တော့ညဘက်ဆိုရင်တော့အိတ်တော်မယ်ပေါ့နော်ဂရင်မော်ရောက်ရင်တော့အိတ်ပျော်ပြီပဲအဲ့တော့幾點瞓覺幾點ဆိုတာဘယ်နှစ်နာရီမှာ瞓覺အိတ်ဆက်ပါတယ်လေ幾點瞓覺幾點瞓覺ဘယ်ချိန်မှာအိတ်တယ်လဲညာတော့ဖြစ်တော့7နာရီ12နာရီလောက်ပေါ့နော်
အဲ့တော့အခု7နာရီကျော်ပြီဆိုတော့တချို့လည်းအိတ်နေကြပြီလားမသိ11點左右11點ဆိုတာ7နာရီကိုခေါ်တာ左右左ဆိုတာ7နာရီမတိုင်မီရောက်ဆိုတော့7နာရီကျော်လောက်အဲ့တော့11點左右11點左右7နာရီအချိန်နီးပါးလောက်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာနော်ကျော်ဆိုတာဘယ်ဘက်ရောက်ဆိုတာညာဘက်အဲ့တော့幾點瞓覺幾點瞓覺ဘယ်အချိန်မှအိပ်ပါတယ်လေ11點左右7နာရီလောက်မှအိပ်တယ်7နာရီလောက်မှအိပ်တာမဟုတ်7နာရီခွဲမှအိပ်တယ်7နာရီခွဲဆိုရင်နော်11點半11點半7နာရီခွဲမှ瞓覺အိပ်ဆက်ပါတယ်လို့ပြောရမှာနော်11點半瞓覺7ခွဲမှအိပ်ဆက်တယ်ဒါမှမဟုတ်ရင်12နာရီကျော်မှအိပ်တယ်過咗12點先瞓覺過咗ဆိုတာကျော်ဖြတ်သွားတယ်12點ည7နာရီကျော်သွားတယ်ပေါ့နော်12နာရီကျော်သွားတော့မှ先瞓覺ဆိုတာအိပ်ဆက်ပါတယ်過咗12點先瞓覺過咗12點先瞓覺12နာရီကျော်သွားတော့မှအိပ်ဆက်ပါတယ်လို့ပြောတာပါရှင်းမြင်မယ်နော်ဟုတ်ပြီအဲ့ဆိုရင်နောက်ဆုံးမေးခွန်းလေးကတော့飯前會做乜飯前會做乜အဲ့ရမဝင်ခင်မှာဘာတွေလုပ်လို့ရှိတယ်လဲ飯ဆိုတာအိပ်ဆက်တီဆိုတဲ့အဓိပ္ပာယ်ပါ飯覺ဆိုတာအိပ်ဆက်တယ်ပေါ့နော်飯前ဆိုတာအဲ့ရမတိုင်မီမှာအဲ့ရဝင်တာမတိုင်မီမှာဝေဆိုတာပြုတ်လုပ်လိုက်မယ်ကြိုမတ်ကြိုဆိုတာပြုတ်လုပ်တယ်ကြိုမတ်ဆိုတော့ဘာပြုတ်လုပ်တယ်လဲအဲ့ရမဝင်ခင်ဘာတွေလုပ်လို့ရှိတယ်လဲ飯前會做乜飯前會做乜အဲ့ရမဝင်ခင်မှာဘာတွေလုပ်ပါတယ်လဲအဲ့တော့တချို့ကြလည်းစာဖတ်တယ်တချို့ကြတချင်းနာထောင်တယ်ပေါ့နော်ထိုင်書或者聽歌ထိုင်書ထိုင်ဆိုတာကြည့်တယ်書ဆိုတာစာအုပ်ထိုင်書စာအုပ်ဖတ်တယ်或者ဒါမှမဟုတ်ဘူးဆိုရင်တော့聽歌聽ဆိုတာနားထောင်တယ်歌ဆိုတာတချင်းနားထောင်တယ်ထိုင်書或者聽歌ထိုင်書或者聽歌စာအုပ်ဖတ်တယ်ဒါမှမဟုတ်တချင်းနားထောင်ပါတယ်တချို့ကြလည်းဖုန်းပုတ်တယ်ပေါ့နော်ဖုန်းပုတ်တာじゃ玩手機လို့ပဲပြောတယ်အဲ့တော့飯前會做乜飯前會做乜အဲ့ရမဝင်ခင်မှာဘာတွေလုပ်ပါတယ်လဲထိုင်書或者聽歌ထိုင်書或者聽歌စာအုပ်ဖတ်တယ်ဒါမှမဟုတ်တချင်းနားထောင်တယ်ရမယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဒီနောက်ဆုံးစာမျက်နှာလေးကိုတစ်ခေါက်ပြန်ဖတ်ကြည့်မယ်夜晚習慣ညဘက်အလေးအထ幾點瞓覺ဘယ်ချိန်မှအိပ်ပါတယ်လဲ11點左右7နာရီလောက်မှအိပ်တယ်飯前會做乜အဲ့ရမဝင်ခင်မှာဘာတွေလုပ်ပါတယ်လဲ睇書或者聽歌睇書或者聽歌စာအုပ်ဖတ်တယ်ဒါမှမဟုတ်တချင်းနားထောင်ပါတယ်လို့ပြောတာရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီနေ့သင်ခန်းစာဖြစ်တဲ့ What are you doing every day ညကြတော့每日你都做緊乜嘢每日နေ့တိုင်းမှာနေတော့နေကလည်းပဲကြိုကံမှတ်ရဲ့ဘာတွေလုပ်နေတာလဲတနေ့ဘာတွေနဲ့အချိန်ကုန်နေရလဲဆိုတဲ့သင်ခန်းစာကိုဒီမှာပဲရမယ်နော်အဲ့တော့အခုတကယ်လို့မေးစရာမေးခွန်းလေး share ဆိုရင်comment မှာခြံထားခဲ့လို့ရပြီเนาะကွမ်တုံးလိုမေးစရာမေးအစီအစဉ်စပါမယ်မေးစရာမရှိရင်တော့စောစောအေးရတာပေါ့မေးခွန်းလေးတစ်ချက်ကြည့်ပေးမယ်เนาะပြောကြလေအခုဒီ Facebook ကဒီ live မှာသူ setting တစ်ခုကိုပြောင်းသွားတာရှိရပါတော့ဒီ live တွေဆိုရင်သူတစ်လအထိပဲပေးပြီးတော့ save ပြီးတော့တင်ထားတယ်အဲ့တော့ကြောင့်မလို့ဒီ live ပြီးသွားရဆိုရင်ဒီ video ကို YouTube မှာပြန်ပြီးတော့တင်ထားပေးမယ်เนาะတကယ်လို့ကိုနောက်ဒီ live မှာပြတ်သွားရဆို YouTube မှာသွားဝင်ကြည့်လို့ရအောင်လို့Okay အဲ့တော့မိကွန်းလေးစမေးလို့ရပါပြီမိကွန်းရှိရဆိုရင်တော့ comment မှာရေးပြီးတော့ခြံထားခဲ့လို့ရပါတယ်ခဏလေးเนาะပထမဆုံးဒီမှာနင်ဒီအလုံးမှာအလုံးလုံးရတာအဆင်ပြေရဲ့လားကိုဘယ်လိုပြောလဲတဲ့နင်ဒီအလုံးမှာဒီအလုံးဆိုတော့ဟိုင်နိဖန်ကုန်းဆိုတာဒီအလုံးအဆင်ပြေတာကိုကြတော့သူ
သူတို့က okay နဲ့ပဲသုံးတာများတယ် okay ဆိုအဆင်ပြေလားလို့ပဲမေးတာပေါ့နော်အင်္ဂလိပ်လိုမေးတာအဲ့တော့နေဟိုင်းနေဟိုင်းနီတိုဂျိုရဲ့ okay နေဟိုင်းနီတိုဆိုနင်ဒီမှာဂျိုရဲ့ဆိုအလုပ်လုပ်တာ okay ဆိုအဆင်ပြေရလားလို့မေးတာပေါ့နော်နေဟိုင်းနီတိုနင်ကဒီမှာဂျိုရဲ့ဆိုအလုပ်လုပ်တာokay အဆင်ပြေရလားလို့မေးရတချို့ကြတော့လေအဆင်ပြေလားလို့မမေးဘဲနဲ့ဒီမှာအလေးအကျင့်ဖြစ်လားလောက်တာจับกวนလို့ခေါ်တယ်ပေါ့နော်จับกวนဆိုတာအလေးအကျင့်ဖြစ်တယ်အလေးထားဖြစ်တယ်အခုဒီမှာလောက်တာအဆင်ပြေရလားဆိုတဲ့အဓိပ္ပာယ်နဲ့ပဲမေးတာပါနေဟိုင်းနီတိုจับกวนအလေးအကျင့်ဖြစ်ရလားဘယ်လိုပြောမလဲကိုယ့်ရဲ့ထုံစီဆိုတာကိုယ့်ရဲ့လုပ်ဖို့ကင်ဘတ်တရားကိုယ့်ရောဂယူဆိုင်ရလားအဲ့ဒီပုံမျိုးနဲ့မေးရပါတော့จับกวนဆိုတာအလေးအကျင့်ဖြစ်တယ်ကျိုးသွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတာနေဟိုင်းနီတိုokay ဒါမှမဟုတ်နေဟိုင်းနီတိုဂျိုရဲ့จับกวนလို့လည်းပြောလို့ရပါတယ်ဒီမှာအလေးအကျင့်ဖြစ်ရလားအဆင်ပြေရလားလို့မေးတာ係咪咯？變咗嗰就係清潔工作係做啲乜嘢？我清潔工就係單線嘢路噃，咯清潔工就單線嘢路㗎係做啲乜嘢？把撈得嚟，啲美工票不如撇下嚟咧。啊，清潔工作係做啲乜嘢？單線嘢路㗎，單線嘢路啊，好喎，啲啊不如撇下唔嚟。啲啊，真係讀美先嘅ပုံစံ啊！你知唔知道清潔工係做啲乜啊？အဲ့လိုမျိုးမေးချင်တာထင်တယ်။နင်တက်ရှင်အလုပ်ကဘာလုပ်ရလဲဆိုတာနင်သိလား။ဘယ်လိုမျိုးအလုပ်လုပ်ရလဲပေါ့နော်။အဲ့တော့ဒီမေးခွန်းကိုဘယ်လိုဖြေရမလဲဆိုတော့တချို့တက်ရှင်ရဲ့အလုပ်တွေကကြတော့သူလုပ်ရတဲ့နေရာပေါ်မူတည်တယ်။ဘယ်မှာလုပ်ရတာလဲဆိုတာပေါ်မူတည်ရပေါ့နော်။ဥပမာဆိုရင်ဟိုတယ်မှာလုပ်ရတယ်။ဟိုတယ်မှာဆိုရင်海酒店做清潔工ဟိုတယ်မှာတန့်ရှင်အလုပ်လုပ်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ဒီပတ်ဝန်းကျင်ပြောင်းတလင်းခါနေအောင်တိုက်ရမယ်ဖုံတစမ်းမှမရှိအောင်လို့ဖုံစုပ်ဆန်နဲ့စုပ်ရမယ်အဲ့ဒါမျိုးပေါ့နော်အဲ့ဒါဆိုရင်တော့清潔工要負責ဆိုတာတာဝန်ယူရတယ်清潔環境ဒီပတ်ဝန်းကျင်ကိုတန့်ရှင်းနေအောင်လို့清潔တန့်ရှင်းရေးလုပ်ရမယ်ပြီးရင်တော့用吸塵機用ဆိုတာအသုံးပြုတယ်吸塵機ဆိုတာဖုံစုပ်ဆက်ကိုခေါ်တာပါ吸塵機用吸塵機ဖုံစုပ်ဆက်ကိုအသုံးပြုပြီးတော့ဖုံစုပ်ရမယ်ပြီး用拖地用地拖地用ဆိုတာအသုံးပြုတယ်地拖ဆိုတာ就爭低တန်ကိုခေါ်တာပေါ့နော်爭低တန်ကိုအသုံးပြုပြီးတော့拖地ဆိုတာ爭低啲ဆိုတဲ့အဓိပ္ပာယ်地拖ဆိုတာ爭低တန်ကိုခေါ်တာ拖地ဆိုတာ爭低啲ဆိုတဲ့အဓိပ္ပာယ်用地拖地爭低တန်ကိုအသုံးပြုပြီးတော့爭低ရမယ်ပေါ့နော်ဒီမှာကျတော့တပြက်စီသုံးတာရှိရတချို့နေရာတွေတပြက်စီသုံးတယ်ပေါ့နော်ဒါပေမဲ့ဟိုတယ်မှာတော့တပြက်စီမသုံးဒီလမ်းမှာတန့်ရှင်းလုပ်တဲ့လူတွေကြတော့တပြက်စီကိုအသုံးပြုပြီးတော့အမိုက်တွေကိုလှဲရတယ်တပြက်စီကိုကြတော့ဆိုပါလို့ခေါ်တယ်ပေါ့နော်用掃把掃垃圾用掃把ဆိုတာတပြက်စီကိုခေါ်တာပါ掃ဆိုတာကြတော့လှဲတယ်ဆိုတဲ့အဓိပ္ပာယ်垃圾ဆိုတာအမိုက်လှဲတယ်用掃把掃垃圾用掃把掃垃圾တပြက်စီကိုအသုံးပြုပြီးတော့အမိုက်လှဲရတယ်執垃圾執ဆိုတာကောက်ယူသည်ဆိုတဲ့အဓိပ္ပာယ်執垃圾အမိုက်ကောက်ယူရတယ်倒垃圾倒ဆိုတာတွန်ဒီဆိုတဲ့အဓိပ္ပာယ်တချို့ကျတော့အမိုက်ပုံတစ်လေးထဲကအမိုက်တွေကိုအမိုက်ပုံအကြီးထဲကိုသွားတွန်ရတာရှိရပေါ့နော်အဲ့တော့倒垃圾ဆိုရင်တော့အမိုက်သွားတွန်ရတယ်ဒါမှမဟုတ်ရင်တမ်း垃圾တမ်းဆိုတာလွတ်ပစ်ဒီဆိုတဲ့အဓိပ္ပာယ်တချို့အိမ်တွေကအမိုက်တွေရှိမယ်အဲ့ဒါဆိုရင်အမိုက်ပုံတွေကအမိုက်တွေကိုကိုကအိမ်ထဲကိုခြီးပြီးတော့တမ်းသူတတ်မှတ်ထားတဲ့နေရာမှာသွားပြည့်ရတယ်ပေါ့နော်တမ်းဆိုတာသွားပြည့်ဒီဆိုတဲ့အဓိပ္ပာယ်တမ်း垃圾အမိုက်သွားပြည့်ပေးရတယ်အဲ့မှာနော်ဒီတန့်ရှင်းလောက်ရတာတော့မျိုးပဲပေါ့နော်သူလောက်ရတာဘာလောက်လဲဘယ်မှာလောက်ရလဲပေါ့မူတည်တယ်
တချို့ကျတော့စားတောက်ဆိုင်တွေဘာတွေမှာလုပ်တယ်စားတောက်ဆိုင်တွေဘာတွေဆိုရင်တော့သူကအိမ်နာဆေးရတယ်တချို့ကျတော့လည်းပကံမှာရောဆေးရတာတွေရှိရပေါ့နော်အဲ့တော့ပကံဆေးတာကိုကြာယူဆိုင်ဝန်ဆိုတာပကံဆေးတယ်ဒါပေမဲ့တော်တော်များများစားတောက်ဆိုင်အကြီးတွေဆိုရင်တော့ပကံဆေးတဲ့လူတက်တက်ရှိရပေါ့နော်ဆိုင်ဝန်ကုန်းပကံဆေးတဲ့လူတက်တက်ရှိတယ်အဲ့တော့ကိုကကျန်းတိုက်တာတို့အိမ်နာဆေးတာတို့ပဲတာဝန်ယူရတယ်အိမ်နာဆေးတာကိုကြာဆိုင်ချီစောဆိုင်ဆိုတာဆေးကြောတွေဆိုတဲ့အဓိပ္ပာယ်ချီစောဆိုတာအိမ်နာဆေးရပေါ့နော်ဆိုင်ချီစောအိမ်နာဆေးရတယ်ပြီးရင်ဘာလုပ်ရတာရှိသေးလဲတန်ရှင်းရေးတချို့ကြတော့လေဒီနေရန်တွေဘာတွေကိုအဝတ်စုံနဲ့တုပ်ရတာတွေရှိရပေါ့နော်အဲ့တော့နေရန်တို့ပြတင်းပေါက်တို့ပြတင်းပေါက်တွေကိုအဝတ်စုံနဲ့တုပ်ပြီးတော့တန့်ရှင်းရေးလုပ်ရတာရှိတယ်ပြတင်းပေါက်ကိုじゃ churn လို့ခေါ်တယ် churn အဲ့တော့ပြတင်းပေါက်တုပ်တယ်ဆိုရင် mat churn ဆိုတာတုပ်တီးဆိုတဲ့အဓိပ္ပာယ် mat churn ပြတင်းပေါက်တုပ်တယ်ဒါမှမဟုတ် mat ပေါ်လေးမှန်တွေကိုတုပ်ရတယ်ပေါ့နော်ပေါ်လေးဆိုတာဖန်ပလင်းဖန်တို့မှန်တို့အဲ့လိုမျိုးတချို့ဟိုတယ်တွေဆိုရင်အဲ့ဒီဘေးနားမှာမှန်နေရှိရပါတော့မှန်ဆိုရင်တော့ကန်လို့ခေါ်တယ်ကန်ဒါပေမဲ့တချို့ကကြာမှန်မဟုတ်ပဲနဲ့သူ့လောက်ထားတဲ့ material ပေါ့နော်အဲ့ဒီလောက်ထားတဲ့ design ကအရင်ကမှန်လို့ပဲပြောင်းနေတယ်အဲ့ဟာမျိုးကြောင့်ပေါ်လေးလို့ပဲပြောရင်ရတယ်မှာပေါ်လေးအဲ့မှန်နေဖန်တွေကိုတုပ်ရတယ်ပေါ့နော်အဲ့မျိုးကြီးလောက်ရတာရှိတယ်ဒီလောက်ဆိုရင်တော့စုံလောက်ပြီထင်တယ်เนาะတကယ်လို့ကိုပြောရကြံသွားရဆိုရင်နောက်ထပ် comment ထည့်ပြီးတော့ရေးထားပြီเนาะသိချင်တာရှိရဆိုရင် comment တစ်ခေါက်ထပ်ပြီးတော့မှန်ပေးပါအဲ့တော့နောက်ထပ်ဗာမေးထားရှိတယ်မီးပူတိုက်တာကိုဘယ်လိုပြောရလဲလို့စီးရမီးပူတိုက်တာကိုတော့မီးပူကိုじゃထုံတောက်လို့ခေါ်တယ်ထုံတောက်ဆိုတာမီးပူကိုခေါ်တာအဲ့တော့အင်ဂျီဆိုရင် sam လို့ခေါ်တယ်အဲ့တော့မီးပူတိုက်တာကိုထုံ sam လို့ခေါ်တယ်ထုံ sam အနေထုံကြောဆမ်းမေရထုံကြောဆမ်းမေရအဲ့ဒါဆိုရင်တော့နေမီးပူတိုက်ပြီးပြီလားလို့မေးရပါတော့ထုံဆမ်းဆိုတာမီးပူတိုက်တယ်ဒီကအလုံးခြုံအောင်ပြီးတော့ပြောတာပေါ့နော်တကယ်လို့ဘောင်းမီကိုမီးပူတိုက်တယ်ဆိုရင်တော့ထုံဖူလို့လည်းပြောလို့ရတယ်ဖူးစားဘောင်းမီကိုခါထုံဖူထုံဆမ်းထုံဖူအဲ့ဒါဆိုရင်တော့မီးပူတိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပါအင်ဂျီတွေဘောင်းမီတွေကိုမီးပူတိုက်တယ်ထုံဆိုတာကြမီးပူကိုခေါ်တယ်ထုံတောက်ဆိုတာမီးပူကိုခေါ်တာထုံစားကြမီးပူတိုက်တဲ့အပြုတ်အမူစီမီမနော်ဟုတ်ပြီပါမေးဖို့ရှိပါတယ်လေမေးဖို့ရှင် comment မှာချလာခဲ့လို့ရတယ်နော်အခုမှရုပ်တက်ကြီးဆိုတော့ဗာမေးရမှာမသိဘူးမေးစရာတွေတော့အများကြီးပဲခေါင်းထဲမထွက်လာတာရှိမယ်တချို့ကြတော့လဲသိကျင်တဲ့အချိန်တော့သိကျင်တယ်ပေါ့နော်ဒါပေမဲ့ချမရေးထားတော့အနီးကတော့မှဗာမေးလို့မေးရမှာမသိတာကြီးလည်းဖြစ်မယ်အဲ့တော့မေးဖို့ရှိရဆိုရင် comment မှာချနာခဲ့ပေးပါမေးဖို့မရှိရင်တော့ live တိတ်မယ်နော်ဒီနေ့ကတော့လိုတုံကျစ်လို့ခေါ်တယ်နော်လိုတုံကျစ်ဆိုတာအလုတ်သမားနေ့ကိုပြောတာလိုတုံကျစ်အလုတ်သမားနေ့မြွေရဟိုဆိုတော့9လပိုင်းတရနေ့ဖြစ်တယ်အဲ့တော့ကြောင့်မလို့ကောတိုဖုန်ကာအကုန်လုံးတာမန်အဖြစ်တော့လူတိုင်းအလုတ်ပိတ်တယ်ဖုန်ကာဆိုအလုတ်ပိတ်တယ်ပေါ့နော်တန်ဟိုင်ရောက်တိရန်တို့ယူဖန်ကုန်းတန်ဟိုင်ဒါပေမဲ့လည်းရောက်တိရန်တချို့လူတွေကတော့တို့ယူဖန်ကုန်းအလုပ်တက်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့လစာ3စားရတယ်ပေါ့နော်။အဲရောက်3ဖွေရန်ကုန်း3ဖွေဆိုတာ3စားကိုခေါ်တာ။ရန်ကုန်းဆိုတာလစာကိုခေါ်တာ။လစာ3စားရတယ်။ရောက်3ဖွေရန်ကုန်း政府ဆိုတာ government အစိုးရကိုခေါ်တာပေါ့နော်။အစိုးရရုံပေးရ။政府快定အစိုးရသတ်မှတ်ထားတာပေါ့နော်အစိုးရသတ်မှတ်ထားတာဖြစ်တယ်အဲ့တော့ကြောင့်မလို့ဒီနေ့အလုပ်တက်ရင်3စားရပါတယ်တချို့ကြလည်း3စားမပေးပဲပိတ်ရက်တရက်ပြန်ပေးတာရှိရပေါ့နော်2စားပေးပြီးတော့ပိတ်ရက်တရက်ပြန်ပေးရရှိတယ်ဒီကအလုပ်ပေါ်မူတည်အဲ့တော့အကုန်လုံးအလုပ်ပိတ်ပြီးဆိုတော့စောစောများအိတ်နေကြလားဒါမှမဟုတ်ရင်တရုတ်ပြည်ထဲပဲဆင်းတော့ကြလား
ဒါမှမဟုတ်အပြင်မှာပဲရှောက်လည်နေတော့လားမသိဘူးနော်အဲ့တော့မေးဖို့မေးခွန်းလေးရှိလားဒီကကွာနှုံးလုံးမေးချင်မေးစီစဉ်ဖြစ်ပါတယ်မေးစရာရှိရဆို comment မှာခြံထားခဲ့လို့ရရနော်မေးခွန်းကြည့်လိုက်ပါဦးမေးခွန်းလေးရှိလားတစ်ခါလေကြာရင် comment မတွေ့ရတာလည်းရှိ对ပြီဂျမ်စီဆိုတဲ့အဓိပ္ပာယ်ကိုသိချင်ပါတယ်တဲ့ဂျမ်စီဆိုတာကြတော့အခုအနေနဲ့ပြောရရင်တော့ဂျမ်စီဆိုတာကြတော့ခဏတစ်ဖြုတ်အနေနဲ့ဆိုရင်တော့ဆိုတဲ့အဓိပ္ပာယ်နဲ့အဓိပ္ပာယ်ရရပါတော့ဒီကဘယ်လိုပြောမလဲဂျမ်စီ唔需要注意ဂျမ်စီ唔需要注意အခုချက်ချင်းမှာတော့唔需要ဆိုမလိုအပ်သေးဘူးအခုချက်ချင်းတော့မလိုအပ်သေးဘူးနောက်ဆိုရင်တော့လိုအပ်ရင်လိုအပ်လာလိမ့်မယ်ပေါ့နော်ဂျမ်စီဆိုတာခဏတစ်ဖြုတ်အခုကိုပြောနေတဲ့အချိန်မှာတော့ဆိုတဲ့အဓိပ္ပာယ်ရောက်ပါတယ်ဂျမ်စီခဏတစ်ဖြုတ်တော့မလိုအပ်သေးဘူး唔需要注意ဒါမှမဟုတ်ရင်ဂျမ်စီကြိုကြွစင်းလားဂျမ်စီအခုပြောနေတဲ့ခဏတစ်ဖြုတ်တော့ကြိုကြွစင်းလားအဲ့ဒါဆိုရင်တော့နေလောက်ထားနေလိုက်တော့အခုခဏတစ်ဖြုတ်တော့နေလောက်ထားနေလိုက်တော့နောက်ဆိုရင်အပြောင်းလဲရှိမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီကဂျမ်စီဆိုတဲ့အဓိပ္ပာယ်ကိုပြောပါဂျမ်စီဆိုတာတစ်ခါတလေမှာဒါမှမဟုတ်အခုပြောနေတဲ့အချိန်မှာခဏတစ်ဖြုတ်အချိန်လောက်တော့တစ်ခုခုလောက်ထားလိုက်နောက်ဆိုရင်တော့တခြားဟာပြောင်းပေးမယ်ဒါမှမဟုတ်ရင်ဂျမ်စီမိုးဖုန်ကာကျွီမိုးဖုန်ကာဆိုတာကြတော့အလုံးမပိတ်နဲ့အောင်ပေါ့နော်ဖုန်ကာဆိုတာအလုံးပိတ်တယ်မိုးဖုန်ကာကျွီအလုံးမပိတ်နဲ့အောင်ဂျမ်စီမိုးဖုန်ကာကျွီအခုချိန်တော့အလုံးမပိတ်နဲ့အောင်ဟိုတော့ရဲ့ကြိုအလုံးရမ်းများနေတယ်အလုံးမပိတ်နဲ့အောင်အခုတလောတော့အလုံးမပိတ်နဲ့အောင်လို့ပြောတဲ့ပုံစံမျိုးရမယ်နော်ဂျမ်စီဆိုတာအခုတလောဒါမှမဟုတ်အခုပြောနေတဲ့အချိန်မှာခဏတစ်ဖြုတ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်သူကဝါချပုံမူတည်ပြီးတော့အဓိပ္ပာယ်ပြောင်းတယ်ဆောင်းနေလေနေဟောမင်္ဂလာပါဒီကွာနှုံးလုံးမေးကြမေးအစီအစဉ်ဖြစ်ပါတယ်တကယ်လို့ကွာနှုံးလုံးမသိတာလေးရှိတယ်ဆိုရင်ကိုသိချင်တာရှိရဆိုရင်တော့မေးထားလို့ရတယ်ပေါ့နော်မသိတာကိုသိချင်တာမသိတာရှင်းလည်းမေးလို့ရပါတယ်နောက်ထပ်cap ကျွေလို့ရေးထားလား cape ကျွေခါကွေးလုံးကြီးတင်ပတ်သက် cape ကျွေလို့ပြောရတယ်တူလား cape ကျွေဆိုတာတခုခုမှတစ်နေတယ်ဆိုတဲ့အဓိပ္ပာယ် cape ကျွေကြောဆိုရင်တစ်နေပြီဒီနေရာမှာပဲရက်နေပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တယောက်ကအလုံးမတက်လို့ခွေကမြတ်မိုးဖန်ကုန်း cape ကျွေကြောသူဒီနေ့အလုံးမတက်လို့သူလုံးရမယ့်အပိုင်းမပြီးသေးဘူး cape ကျွေကြောဆိုအလုံးကအဲ့ဒီနေရာမှာပဲရက်နေပြီတခုခုရက်တန့်သွားတယ်ဆိုတဲ့အဓိပ္ပာယ် cape ကျွေကြော cape ကျွေဆိုတာရက်တန့်သွားတယ်ဆိုတဲ့အဓိပ္ပာယ်အနှောက်အယှက်တခုခုဖြစ်သွားတယ်ပေါ့နော် cape ကျွေဟုတ်လားမသိဘူးအဲ့တပေါ်နဲ့ပြောတာတခါလေကြာရင်လေ तू ဟိုအတန်တော့နည်းနည်းလေးလွဲတယ်ဆိုရင်အဓိပ္ပာယ်လွဲသွားတာရှိတတ်တယ်ဒီကတော့ cape ဆိုတဲ့စလုံးဖြစ်ဖို့များတယ်နော် cape ကျွေလို့ပြောတာ cape ကျွေဆိုရင်တော့ဒီကရက်တန့်သွားတယ်တခုခုကြောင့်အနှောက်အယှက်ဖြစ်သွားတယ်အသားအဆီးတခုခုရှိတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာပါနောက်ထပ်ရောက်ရယ်ခွေးဆိုတဲ့အဓိပ္ပာယ်ကောတဲ့ရောက်ရယ်ခွေးဒီကဘယ်လိုမျိုးပြောချင်တာလဲမသိဘူးရောက်ရယ်ဆိုတာတခုခုရှိတယ်လို့ဖို့တခုခုရှိရဆိုတဲ့အဓိပ္ပာယ်ခွေးဆိုတာကြတော့ခွေးဝေကိုပြောချင်တာလားမသိဘူးဒီကသုံးလုံးနဲ့ပြောတာတော့မဖြစ်နိုင်ဘူးအနောက်ကရောက်ရယ်ခွေးဒါမှမဟုတ်အရှိမတခုခုတော့ရှိမယ်ထင်တယ်ဒီသုံးလုံးနဲ့ဆိုရင်တော့အဓိပ္ပာယ်မရှိဘူးရှင်ရောက်ရယ်ဆိုတာတခုခုရှိတယ်လို့ပြောတာရောက်ဆိုတာရှိတယ်ရယ်ဆိုတာတခုခုရှိတယ်ခွေးဆိုတာခွေးဝိုင်ဆိုရင်တော့တီနေရကိုပြောချင်တာနဲ့တူတယ်ဒီကဘာအဓိပ္ပာယ်လဲမသိဘူးเนาะသုံးလုံးတွဲစလုံးတော့မကြားဘူးရောက်ရယ်ခွေး
ဒီကဘလို့အခြေအနေမျိုးမှာပြောတာလဲတစ်ချက်ပြန်ပြောပြီเนาะဒီတိုင်းသုံးလုံးနဲ့မှန်းလို့မရလို့ပါနောက်ထပ်အင်တာဗျူးမှာမေးလေးမေးထားရှိတာလေးပြောပြပေးပါလားအင်တာဗျူးမှာဆိုရင်များတော့အဖြစ်ကိုယ့်ရဲ့ CV ဘိုင်းကိုပိုင်အောင်လုပ်ပေါ့နော်ကို CV မှာဗာဖြည့်ထားလဲအဲ့ CV မှာဖြည့်ထားတဲ့အကြောင်းအရာတွေကိုပဲသူတို့မေးတာများတယ်တခြားအပြင်မေးခွန်းမေးတယ်ဆိုရင်လည်းအလွန်ဆုံးတစ်ခုနှစ်ခုလောက်ပဲမေးတာအဲ့ဟာအပြင်ကိုဟိုကုမ္ပဏီအကြောင်းကိုတေချာလေ့လာထားသူ့ရဲ့ကုမ္ပဏီ website တို့ဘာလို့အဲ့ဒီကိုဝင်ကြည့်ပြီးတော့သူ့ကုမ္ပဏီကဘာလုပ်တာလဲဘယ်နေရာမှာရှိရလဲကုမ္ပဏီခွဲတွေဘယ်နှခုရှိလဲအဲ့ဒီအပိုင်းကိုလေ့လာတော့ပါတော့သူပြောတဲ့ခါကျရင်မေးတဲ့ခါကျရင်ကိုကအဲ့လိုမျိုးပြောနိုင်တယ်ဆိုရင်သူ့ကုမ္ပဏီကိုသူကစိတ်ဝင်စားမှုရှိတာပဲအဲ့တော့ကြောင့်မလို့ခန့်ဖို့ chance ပိုများတယ်ပေါ့နော်ဒီကကြတော့ interview မလုပ်ခင်မှာကိုပြင်ဆင်သွားတဲ့အကြောင်းအရာတွေပါအင်တာဗျူးမှာများတော့ဖြစ်မေးတာတော့ဂျင်ငေါ်ကိုင်စီကိုကိုပရာအောင်မိတ်ဆက်ပါဆိုပြီးတော့မေးတယ်ပေါ့နော်အဲ့ခါကျရင်တော့ကိုကကိုယ့်ရဲ့စိတ်မိန်ငေါ်ကျူမဲမန်ငါနာမည်ကဘယ်သူပါဆိုပြီးတော့ပြောလို့ရတယ်ပြီးရင်နာမည်ရဲ့အသက်ကကြတော့နင်းလိန်လို့ခေါ်တယ်ငေါ်ကမ်းနေကေတော့ဆွေပေါ့နော်ဒီနှစ်ဘယ်နှစ်ရှိပြီလဲအသက်ဘယ်လောက်ရှိပြီလဲဥမာအသက်က32နှစ်ရှိပြီဆိုရင်ကမ်းနေစရီဆိုရင်32နှစ်ရှိပြီဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော်ဒီကကိုယ့်ရဲ့နာမည်sorry နာမည်ရဲ့အသက်ရဲ့လူမျိုးရဲ့ငေါ်ဟိုင်းမင်းတင်ချွတ်ဆိုင်ကငေါ်ဟိုင်းမင်းတင်ငါကတော့မင်းတင်ဆိုတာမြန်မာပြည်မှာချွတ်ဆိုင်ကမွေးဖွားခဲ့ပါတယ်ငေါ်ဟိုင်းမင်းတင်ချွတ်ဆိုင်ကပြီးရင်အဲ့ဟာအပြင်ကိုယ့်ရဲ့ဝါဒနာအကြောင်းလို့ပြီးရင်ကိုအရင်တော့ဘလို့လုပ်ငန်းအတွေ့အကြုံရှိလဲပေါ့နော်လုပ်ငန်းအတွေ့အကြုံကကုန်းကြော့ကင်းရင်ကုန်းကြော့ကိန်းရင်လို့ခေါ်တယ်ကိန်းရင်ဆိုတာကြတော့အတွေ့အကြုံခေါ်တာပါဒီကကြတော့ကို့မှာအတွေ့အကြုံလုံးဝမရှိဘူးလို့ပြောရဲဆိုရင်တော့သူကဒုံးတီအစားအနေပြန်တင်ပေးရမှာအဲ့ဟာမျိုးဆိုရင်သူတို့ကမကြိုက်ကြတာများတယ်ပေါ့နော်အဲ့ခါကျရင်ကိုကတကယ်တမ်းအတွေ့အကြုံမရှိဘူးဆိုရင်လည်းဆွေးရင်ငေါ်မိုးကုန်းကြော့ကိန်းရင်ငါလုပ်ငန်းအတွေ့အကြုံမရှိပေမဲ့လေငါကဘယ်အပိုင်းဒီမှာအားတာပါတယ်အဲ့လိုမျိုးကိုယ့်ရဲ့ကောင်းကွက်တွေကိုတို့ပြနိုင်တယ်ဆိုရင်ပို့ပြီးတော့အလောက်ခမ်းမဲ့ chance ပိုများပါတယ်ညမယ်နော်ပြီးရင်နောက်ထပ်ဘာသာစကားငေါစိတ်ကောင်း广东话ငါကွမ်တုံးစကားပြောတတ်တယ်英语အင်္ဂလိပ်စကားပြောတတ်တယ်普通话ဆိုတာကြတော့ဒီတရုတ်လိုပေါ့နော်မန်ဒရင်းလိုပြောတတ်တယ်ဘာသာစကားများများပြောနိုင်လေကိုယ့်အတွက်အခွင့်အရေးပိုများလေဖြစ်တယ်အဲ့တော့ဘာသာစကားကိုရအောင်လို့လေ့လာပါနော်တေချာလေးလေ့လာနိုင်တော့ပိုကောင်းတယ်ပေါ့ပြီးတော့ဖိန်စီကျုံးရီရင်ရွှန်ငါပုံမှန်ဆိုရင်တော့ဓပုံရတာဝါနာပါတယ်ဖွေလွေးဟန်ခရီးထွက်ရတာဝါနာပါတယ်ဒါပေမဲ့ဒီကကြတော့အဓိကကတော့ကိုလုံးမဲ့အလုပ်ပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ဝါဒနာကိုပြောတာပို့ပြီးတော့ကောင်းတယ်ဥပမာဆိုရင်ကိုကစပိုမှုအလုပ်သွားလျှောက်တယ်စပိုမှုဆိုရင်တော့ချွေစီးလို့ခေါ်တယ်ပေါ့နော်အဲ့တော့ငါဖိန်စီကျုံးရီကျွီးဆောင်အဲ့ဆိုရင်တော့ငါအိမ်မှာဆိုရင်တော့ဟင်းချက်ရတာရောင်းဝါနာပါတာကျုံးရီစီရဲ့စိတ်ဆိုတာအရတာအတစ်အဆန်းတွေမြည်ရတာဝါနာပါတယ်အဲ့လိုမျိုးကိုယ့်အလုံးနဲ့ပတ်သက်တဲ့ဝါဒနာတွေကိုစုပြီးတော့ပြောနိုင်တယ်ဆိုရင်လည်းပို့ပြီးတော့အားတာတဲ့အချက်ထဲမှာပါတယ်ပြီးရင်တော့တခါလေသူကမေးတယ်နေရမိုးမန်ထိုင်မန်ငေါနင့်မှာငါ့ကိုမေးဖို့မေးခွန်းရှိသလားတခါလေအဲ့လိုမေးတယ်ပေါ့နော်အဲ့ခါကျရင်တချို့ကအရန်ဗမာပြည်ကဆိုတော့အရန်ရိုးကြတယ်ပေါ့နော်တချို့ကလာစားဘလောက်လဲဓာတ်ရိုက်ကြီးမေးတာရှိတယ်အဲ့လိုမျိုးမေးတာကိုဒီကလူတွေကမကြိုက်ဘူးအဲ့ဟာကိုတစ်ချက်သတိထားပေးလာစားကိုဓာတ်ရိုက်မမေးပါနဲ့သူတခြားလူတွေစီကတွယ်ဝိုက်ပြီးတော့တီးလို့ရတိခွင့်ရှိမယ်ဆိုရင်တော့အဲ့လိုဆိုရင်တော့ပိုအဆင်ပြေရပါတော့ကိုယ့်ရဲ့ interview ရဲ့လူဓာတ်ရိုက်မမေးတာပိုကောင်းတယ်ပြီးရင်အလုပ်ချိန်ရတော့မေးလို့ရတယ်တချို့က我想知道需唔需要翻夜間翻就係撈得你夜間就ညဘက်ပေါ့နော်ညဘက်အချိန်撈得ရမလားငါသိချင်တယ်ဒါမှမဟုတ်需唔需要轉間ဆိုတာအချိန်မနက်နဲ့ညပြောင်းဖို့လိုလားအဲ့အမျိုးသိချင်တယ်ဆိုပြီးတော့မေးလို့ရတယ်ဒီကကြတော့ကိုမေးရမယ့်မေးခွန်းလေးတွေနည်းနည်းပြင်သွားပါဒီ interview သွားတဲ့ခါကျရင်ပြီးရင်နောက်ထပ်ကိုရှောက်မဲ့အလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပို့ပြီးတော့သိအောင်လို့လုပ်သွားပါတော့ဥပမာကိုတန်ရှင်းရေးသွားရှောက်မှာလား security သွားရှောက်မှာလားပြီးရင်စားတောက်ဆိုင်မှာသွားရှောက်မှာလားရှောက်တဲ့အလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုသိအောင်လို့ကြိုတင်ပြီးတော့လေ့လာထားရဲဆိုရင်တော့ပိုကောင်းပါတယ်
နောက်ထပ်လက်သေးခြေသေးတွေကိုဘယ်လိုခေါ်တယ်လဲတဲ့လက်သေးကိုကြတော့ကြီးကလို့ခေါ်တယ်ကြီးကကြီးဆိုတာစာအုပ်ကြီးရဲ့ကြီးကိုပြောတာစာအုပ်ကြီးဆိုတာဒီလက်ချောင်းလေးတွေကိုခေါ်တာပေါ့နော်စာအုပ်ကြီးကဆိုတာကြတော့လက်သေးကိုခေါ်တာစာအုပ်ကြီးကဆိုတာလက်သေးကိုခေါ်တာခြေသေးဆိုရင်တော့ကွက်ကလို့ခေါ်တယ်ကွက်ဆိုတာခြေထောက်ကိုခေါ်တာကွက်ကဆိုတာခြေသေးကိုခေါ်တာဒါမှမဟုတ်လက်သေးခြေသေးစာအုပ်ကြီးကကွက်ကလက်သေးကိုကြီးကလို့ခေါ်တယ်ခြေသေးကိုကွက်ကလို့ခေါ်တယ်အဲ့ကြောင့်မလို့တချို့လက်သေးနီဆိုရဲဆိုရင်ခြာကြီးကရအောင်ခြာဆိုတာကြတော့ဆိုးလိုက်တယ်ပေါ့နော်ကြီးကရအောင်လက်သေးနီဆိုးတယ်ခြာကွက်ကရအောင်လို့တော့ဘယ်သူမှမပြောဘူးတော်တော်များများတော့လက်သေးနီဆိုးတယ်ပဲပြောတယ်နော်ခြေသေးနီဆိုးတယ်လို့မပြောပါဘူးခြာကြီးကရအောင်လက်သေးနီဆိုးတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်ထပ်ငါတစ်ခုလောက်ပြောချင်တယ်တဲ့ဒါပေမဲ့ငါပြောရမှာကိုအားနာတယ်အားနာရင်လည်းမပြောပါနဲ့တစ်ခုလောက်ပြောချင်တယ်我想講啲嘢我想ငါကတစ်ခုခုပြုလုပ်ချင်တယ်講啲嘢တစ်ခုခုပြောချင်တယ်ပေါ့နော်我想講啲嘢我想講啲嘢ငါတစ်ခုခုပြောချင်တယ်但係唔知講唔講好但係ဒါပေမဲ့唔知ဆိုတာမသိဘူး講唔講好講ဆိုတာပြောတယ်唔講ဆိုတာမပြောဘူး講唔講好ဆိုတာကောင်းတယ်ဒါပေမဲ့ပြောရမလားမပြောရမလားမသိဘူးလို့ပြောကြတာများတယ်ပေါ့နော်သူကပြောရမှာအားနာတယ်လို့ဒီမှာတော့မပြောကြအောင်ငါပြောစရာရှိတယ်ဒါပေမဲ့ပြောရမလားမပြောရမလားမသိဘူးဆိုပြီးတော့သူရှေ့မှာမူလိုက်တာအဲ့ခါကျရင်အနေရောင်မဲ့ကောင်ကပြောစရာရှိတာပြောချလိုက်အဲ့ခါကျတော့မှကိုကပြောတာပေါ့နော်ပြောစရာတော့ရှိတယ်ဒါပေမဲ့အားနာတယ်ဆိုတော့ကိုကပြောချင်နေတာလေအဲ့တော့ပါစက်ကရားနေပြီပြောရမှာမေးလို့အဲ့တော့သူမေးအောင်လို့ကစကားခေါ်တဲ့ပုံစံမျိုးပေါ့နော်我有啲嘢想講တချို့အရာလေးတွေပြောချင်တယ်但係唔知講唔講好ဒါပေမဲ့ပြောရမလားမပြောရမလားမသိဘူးဒီကတော့အားနာတဲ့ပုံစံမျိုးနဲ့မေးတဲ့ပုံစံမျိုးပါအားနာတာကိုကြတော့ဟာဟေလို့ခေါ်တယ်ဟာဟေဒါပေမဲ့ဒီကွမ်တုံးလိုမှာတော့တိုက်ရိုက်အားနာတယ်ပြောရမှာအားနာတယ်ဆိုပြီးတိုက်ရိုက်မသုံးအဲ့လောက်ဆိုအဆင်ပြေမယ်ထင်တယ်နော်但係唔知講唔講好တော်တော်များများတော့ပြောရမလားမပြောရမလားမသိဘူးအဲ့လိုမျိုးပဲပြောကြတာများတယ်နောက်ထပ်အင်ဂျီတိုင်းတာတိုင်းပြီးတာဆိုတော့ပြောချင်တာတိုင်းပြီးတာကိုဘယ်လိုပြောလဲထင်တာအင်ဂျီတိုင်းတာအင်ဂျီတရားကိုလုံး size ကိုတိုင်းတာနဲ့ပြောချင်တာနဲ့တူတယ်အင်ချုပ်တဲ့ခါမှာတိုင်းတဲ့ပုံစံမျိုးဟုတ်တယ်မလားအဲ့တော့အင်ကြီးတိုင်းတာတော့ဆမ်လို့ခေါ်တယ်တော့ဆိုတာကြတော့လွန်တော့ရဲ့တော့ဆိုတာကြတော့တိုင်းတာဒီဆိုတဲ့အဓိပ္ပာယ်တရားပေကျိုးနဲ့တိုင်းတာဖြစ်ဖြစ်ဒါမှမဟုတ်ဒီလက်မတိုင်းတာဖြစ်ဖြစ်အဲ့လိုမျိုးတိုင်းတာကိုတော့လို့ခေါ်တယ်ပေါ့နော်တော့ဆမ်ဆိုတာအင်ကြီးတိုင်းတယ်တချို့ကြတာလဲလွန်ဆမ်လို့ခေါ်တယ်တချို့ကြတာလဲတော့ဆမ်လို့ပြောတာများပါတယ်တော့ဆမ်ဆိုတာအင်ကြီးတိုင်းတယ်လွန်ဆိုတာလဲတိုင်းတာဒီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်လွန်ဆန်းဆိုတာလဲအင်ဂျီတိုင်းတယ်ဒီကလွန်ဆိုတာများတော့အဖြစ်အပူချိန်တိုင်းတဲ့အခါမျိုးမှာသုံးတယ်ဒီအင်ဂျီ size တိုင်းတာကိုကြတော့တော့ဆန်းလို့ပဲပြောတာများတယ်တော့ဆန်းတိုင်းပြီးပြီတော့ကြောလားဒီကကြိုကြောလားလို့ပဲပြောတာများပါတယ်ကြိုကြောလားလုတ်ပြီးသွားပြီတိုင်းပြီးသွားပြီတော့ကြောလားဆိုရင်တိုင်းပြီးပြီလို့ပြောတာပါနော်ဒါမှမဟုတ်တက်ကလားရပြီလို့ပဲပြောကြတာများတယ်ရပြီလို့ပြောပါနော်ကိုကတိုင်းပြီးပြီဆိုရင်တိုင်းပြီးပါပြီဆိုပြီးသူ့ကိုမပြောဘူးရပြီတက်ကလားရပြီဆိုပြီးတော့ပြောတာပေါ့နော်နောက်ထပ်ဒီကောင်အုံးဖိုင်ဆိုတဲ့စကားလေးရောတဲ့ဆီယမအုံးဖိုင်ဆိုတာတခုခုစီစဉ်ဒီဆိုတဲ့အဓိပ္ပာယ်ငေါ်ရီကားဝေအုံးဖိုင်ငါအခုသွားပြီးတော့စီစဉ်လိုက်ပါမယ်လို့ပြောတာပေါ့နော်အုံးဖိုင်ဆိုတာစီစဉ်တယ်ဆိုတဲ့အဓိပ္ပာယ်အစီအစဉ်ချတယ်မနက်ပိုင်းအချိန်မှာဘာလုပ်မလဲဒါမှမဟုတ်အခုဘာလုပ်ရမလဲတခုခုအစီအစဉ်ချတာကိုအုံးဖိုင်လို့ခေါ်တယ်အုံးဖိုင်ဒါမနက်ဆိုင်နေ့ဆိုင်ညဆိုင်ကိုဘယ်လိုပြောရလဲတဲ့မနက်ဆိုင်ဆိုရင်တော့ဂျိုးကန်းလို့ပြောတယ်က
ကန်ဆိုတာကြတော့ဒီအဆိုင်ပေါ့နော်ဒီနေညကျွင်ပြောင်းသွားတဲ့အချိန်အဲ့ဒါကိုကြတော့ကျွင်ကန်လို့ခေါ်တယ်ကျွင်ကန်ဆိုတာကြတော့ changing the shift ဒီကကြတော့ဒီမနက်ဆိုင်ညဆိုင်ပြောင်းသွားတာကိုခေါ်တာပါနော်ကျွင်ကန်လို့ခေါ်တယ်ကျွင်ဆိုတာပြောင်းလဲတယ်ကန်ဆိုတာကြတော့ဆိုင်ပြောင်းတယ်ပေါ့နော်မနက်ဆိုင်ညဆိုင်ပြောင်းတယ်မနက်ဆိုင်ကိုကြတော့ဂျိုးဆန်ဆိုတာမနက်ပိုင်းကိုခေါ်တာလေအဲ့တော့ဂျိုးကန်ဆိုတော့မနက်ပိုင်းတက်ရတဲ့အချိန်မနက်ပိုင်းအချိန်ဂျိုးကန်နေဆိုင်ဆိုရင်တော့တော်တော်များများတော့နေ့လယ်12နာရီလောက်မှတက်ရတာအဲ့တော့ကန်လို့လည်းပြောကြတယ်ဒါမှမဟုတ်ကျုံဖန်ကျုံဖန်ဆိုတာအလုပ်တက်တယ်ကျုံဆိုတာနေ့လယ်အချိန်မှာအလုပ်တက်ရတယ်ပေါ့နော်နေ့လယ်အချိန်မှာအလုပ်တက်ရတယ်ဒါမှမဟုတ်ဘူးဆိုရင်ကျုံကန်လို့လည်းပြောကြတယ်ဒီကနေ့လယ်အချိန်ပေါ့နော်နေဆိုင်ပြီးညဆိုင်ဆိုရင်တော့ရေကန်ဆိုတာညပိုင်းတက်ရတဲ့အချိန်ညဆိုင်ကိုခေါ်တာပါရေဆိုတာကျတော့မိုးချုပ်တီဆိုတဲ့အဓိပ္ပာယ်ရေကန်ညပိုင်းတက်ရတဲ့အချိန်ရေကန်တချို့ကြတော့လေဒီညလုံးမောက်တက်ရတာရှိရပေါ့နော်ညလုံးမောက်တက်ရတာဆိုရင်တော့ထုံရှူကန်လို့ခေါ်တယ်ထုံရှူဆိုတာတချို့ကည10နာရီလောက်မှတက်ပြီးမနက်9နာရီလောက်မှအလုပ်ဆင်းရတာမျိုးတို့တချို့ကြညတစ်ချက်နှစ်ချက်လောက်မှတက်ပြီးတော့မနက်9နာရီ10နာရီလောက်မှအလုပ်ဆင်းရတာမျိုးပေါ့နော်အဲ့လိုမျိုးကြတော့ထုံရှူကန်လို့ခေါ်တယ်ထုံရှူညတကောင်ရန်တက်ရတဲ့အချိန်ညပိုင်းတက်ရတဲ့အချိန်ညဆိုင်ကိုခေါ်တာရမယ်နော်ရေကန်ဆိုတာတချို့ကကြတော့ညလုံးပေါက်အလုပ်လုပ်ရတာမဟုတ်ဘူးည9နာရီ10နာရီလောက်ကနေလုပ်ပြီးတော့ဒီမနက်3နာရီ4နာရီလောက်ဆိုရင်အလုပ်ပြန်ပြီးတော့တိန်းတဲ့ဟာမျိုးအဲ့ဟာမျိုးဆိုရင်တော့ရေကန်လို့ပြောလို့ရတယ်ထုံရှူကန်ဆိုတာတညလုံးလုပ်ပြီးတော့မနက်ကြတော့မှအလုပ်တိန်းတာမျိုးထုံရှူကန်လို့ခေါ်တယ်ရမယ်နော်အဆင်ပြေမယ်ထင်တယ်နောက်ထပ်ဗာမေးထားတာရှိပါတယ်လေဒဏ်ငွေဆောင်ရမယ်ဆိုတာကောတဲ့ဒဏ်ငွေဆောင်တာကြတော့ဖာဖွန်လို့ခေါ်တယ်ဖာဆိုတာကြတော့သူက fine တက်တီဆိုတဲ့အဓိပ္ပာယ်မျိုးတခါလေကျရင်ဆိုင်ကယ်ထိုးထားတာကို fine တက်သွားတာလို့ကားထိုးထားတာကို fine တက်သွားတာလို့အဲ့အမျိုးပေါ့နော်ဒဏ်ငွေဆောင်တာကိုကြတော့ fat font ဆိုတာပတ်စံကိုခေါ်တာ fat ဆိုတာကြဒဏ်ငွေတက်သွားတယ်ကိုဒဏ်ငွေစာရွက်ကတ်သွားတယ်ဆိုတဲ့ပုံမျိုးပေါ့နော်ဒဏ်ငွေဆောင်ရမယ်you fat font you ဆိုတာပြုလုပ်ရမယ် fat font ဒဏ်ငွေဆောင်ရအောင်မယ်you 會發放လို့လည်းပြောလို့ရတယ်ဒီကတွားပြီးတော့ဒဏ်ငွေဆောင်ရအောင်မယ်you 會發放ဒါမှမဟုတ်ရင်我收到張單發放單ဆိုတာじゃဒဏ်ငွေဆောင်တဲ့စာရွက်ကိုခေါ်တာပေါ့နော်ဒဏ်ငွေဆောင်ဖို့အတွက်စာရွက်ရောက်လာပြီဆိုပြီးပြောတာကန်ဆိုးတာပေါ့နော်發放じゃဒဏ်ငွေဆောင်ပြီးဆိုတဲ့အဓိပ္ပာယ်ပါနောက်ထပ်ရော်ပေးရမယ်တခုခုရော်ပေးရကိုကြောင့်ကြာကွဲသွားတာတို့ကိုလုံးလိုက်လို့ပြတ်သွားတာတို့အဲ့အမျိုးပြန်ပြီးတော့ရော်ပေးရတာကိုဖွေရွှန်လို့ခေါ်တယ်ဖွေရွှန် you ဖွေရွှန်ဆိုရင်တော့ပြန်ပြီးတော့ရော်ပေးရမယ်လို့ပြောတာပေါ့နော်နေကျင်းဝိုင်ကြောနေလုံးလို့ပြတ်သွားပြီနေ you ဖွေရွှန်နေပြန်ပြီးတော့ရော်ပေးရမယ်လို့ပြောပါတော့ရော်ပေးရမယ်ဖွေရွှန်ဆိုတာရော်စားပေးသည်ဆိုတဲ့အဓိပ္ပာယ်ပါနောက်ထပ်ပါရှိပါသေးတယ်လေဒီကတော့ကွမ်တုံးလိုမေးချင်မေးစီစဉ်ဖြစ်ပါတယ်เนาะတကယ်လို့ကိုကွမ်တုံးလိုသိချင်တာလေးရှိရဆိုရင်ကိုမတ်မှာမေးခွန်းမေးပြီးတော့ခြံထားခဲ့လို့ရပါတယ်နောက်ထပ်ပါ支付寶တဲ့支付寶ဆိုတာ支付寶阿里 pay ကိုခေါ်တာ支付寶ဒီက阿里 pay ဒီက M pay လိုမျိုးပဲလေအဲ့ဒီတရုတ်ပြည်တုံးတဲ့阿里 pay ကိုခေါ်တာဒီအပြရောင်ဟိုဟာ logo လေးနဲ့支付寶ဒီကပတ်စံပေးတဲ့ e-payment စနစ်ဖြစ်ပါတယ်ဒီမကောင်မှာဆိုရင်တော့ M pay တုံးတယ်ပေါ့နော်တရုတ်ပြည်မှာဆိုရင်တော့阿里 pay တုံးတယ်အဲ့ဒါကို支付寶လို့ခေါ်တယ်支付寶ဒီပတ်စံပေးတဲ့阿里 pay ကိုခေါ်တာဟုတ်ပြီမေးဖို့မေးခွန်းလေးရှိသေးလား
မေးဖို့မေးခွန်းမရှိတော့ဘူးဆိုရင်တော့ live ကိုဒီမှာတိန်းတော့မယ်နော်ဒီနေ့ကတော့သင်ခန်းစာတနေ့ဘာတွေနဲ့အချိန်ကုန်လဲဆိုတဲ့သင်ခန်းစာကိုပြောပြထားတယ်ပေါ့နော် What are you doing every day ဒီကနေ့တိုင်းတနေ့တူဝါမှာဘာတွေလုပ်ကြလဲဒီကအကြမ်းမြင့်ပြောပြထားတာဖြစ်ပါတယ်တကယ်လို့သိချင်တယ်ဆိုရင်တော့ဒီ live ထဲမှာ live ရဲ့အစပိုင်းမှာဝင်ကြည့်လို့ရတယ်ပေါ့နော်ဒီတလားကြော်သွားလို့ live ဖြတ်သွားပြီဆိုရင်တော့ YouTube channel လေးရှိပါတယ်အဲ့ YouTube channel လေးမှာပြန်ပြီးတော့တင်ထားပေးမယ်နော်အဲ့ channel လေးမှာသွားဝင်ကြည့်လို့လည်းရတယ်အဲ့တော့မေးဖို့မေးခွန်းလေးရှိလားမေးဖို့မေးခွန်းတွေမရှိတော့ဘူးဆိုရင်တော့ဒီ live ကိုဒီမှာပဲဆုံးသက်ခွင့်ပြုပါနောက်ထပ် comment တစ်ချက်ပြန်ကြည့်ပေးပါမယ်comment ချက်ချင်းမှတ်တယ်လို့နော် comment မရှိတော့မေးဖို့မေးခွန်းမရှိတော့ဆိုရင်တော့ဒီမှာပဲရက်မယ်နော်ခဏလေးကျိုးထားလို့စီအဲ့ကျိုးထားပါ今日တက်ကန်တော့今日မိုးရမှန်လား今日မိုးရမှန်ဒီနေ့မေးဖို့မေးခွန်းမရှိတော့ဘူးလို့ပြောတာနော်တက်ကန်တော့ဆိုရင်ဒီလောက်ပဲလို့ပြောတာဟုတ်ပြီအဲ့ဆိုရင်ဒီမေးခွန်းလေးဝင်ရောက်ပြီးတော့မေးမြန်းပေးခဲ့တဲ့အတွက်တဦးတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်အဲ့ဆိုရင်တော့ဒီနေ့ live ကလေးဒီမှာပဲအဆုံးသတ်ခွင့်ပြုပါနော်နောက်ထပ်အချိန်အားရင်အားလို့ live လေးပြန်ထပ်ပြီးတော့လွှင့်ပေးပါမယ်ဒီနေ့တော့ဒီမှာပဲအဆုံးသတ်ခွင့်ပြုပါတကယ်လို့တနေ့ဘာတွေနဲ့အဆုံးသတ်သွားလဲဘာတွေအလုပ်ပြီးတော့အချိန်ကုန်သွားလဲဆိုတာသိချင်တော့ဒီ live ရဲ့အစပိုင်းမှာသင်ခန်းစာလေးဝင်ကြည့်ပေးပါအားလုံးပဲကျေးဇူးတင်ပါတယ် bye bye ဂျိုးထောင်